ကလေးတွေရှိတယ်အဲ့ဒီစာရွက်ထဲကစာမျက်နှာ1နဲ့3မှာစာမျက်နှာ1မှာကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဤပရိစ္ဆသမုပ္ပါတရားအရသာများဆိုပြီးမူလနှစ်ဖြာသစ္စာနှစ်ခုဆိုတဲ့နေရာစတယ်စာမျက်နှာ3ဖြစ်ပျက်ကဒုက္ခသစ္စာသိတာကမဂ္ဂသစ္စာသိတာကသမုဒယသစ္စာဆိုပြီးတော့သစ္စာ၄ချက်ကြိုက်တဲ့နေရာသာဓုခေါ်ပြီးမှဆုံးမယ်အလုံးတွေ့လားအဲ့ဒီစာရွက်ကိုကြည့်ပြီးတော့အလုံးညီညီညာညာတပြိုင်တည်းရွတ်ဆိုပူဇော်ကြရအောင်မူလနှစ်ဖြာသစ္စာနဲ့ခုလေးခုအလွာအင်္ဂါ12ပါးတရားခုညာနေ3ပါးအစနိယမူလဘောသောပါနေကာလ3ဖြာရှိရ20ဤရှိတွေကိုဘယ်လိုကျမ်းမှဤစေအဒီသံဃာမဝေါ်ကြောင့်ဒီဖောက်ပြန်ခံစားမသာပြုပြင်သိဝိညာဉ်နာအင်ခန္ဓာမမျက်စိနာနာဖျားကိုစိတ်အစိတ်အနံအနံအယသာတွေ့ကြရပြန်တွေ့ကြမြင်စေကြားစေအံစေစားစေရနာကောင်းစေတွေ့တော်စေမြင်စေကြားစေနာစေစားစေရနာကောင်းစေအပြည့်အစုံ5ရာလောဘစိတ်ဒေါသစိတ်မောဟစိတ်အလောဘစိတ်အဒေါသစိတ်တွေ့တော်စိတ်အတွင်း6ရာလေကိုထိုးသောစိတ်လေကိုသွေးသောစိတ်ဧတိတရားစိတ်သာလူပဒနာအရှုခံတရား73ပါးဥပေက္ခဝေဒနာဒီလုံးမှာပေါ်သည်ဥပေက္ခဝေဒနာနာမှာပေါ်သည်ဥပေက္ခဝေဒနာနှာခေါင်းမှာပေါ်သည်ဥပေက္ခဝေဒနာလျှာမှာပေါ်သည်ဒုက္ခဝေဒနာဥမှာပေါ်သည်ဒုက္ခဝေဒနာဥမှာပေါ်သည်အပြည့်6ရာသောမနောလာဝေဒနာမနောမှာပေါ်သည်ဒေါမနောလာဝေဒနာမနောမှာပေါ်သည်ဥပေက္ခဝေဒနာမနောမှာပေါ်သည်အတွင်း3ရာဝေဒနာနုပါဒနာအရှုခံတရား9ပါးသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝေယမသမ္မာသတိသမ္မာသမာဓိသမ္မာဝါစာသမ္မာကမ္မတာသမ္မာအာဇီဝလောကုတ္တရာမေဂိရှိပါနိဗ္ဗာန်ရောက်ကြောင်းတရားအဝိဇ္ဇာနှင့်တဏှာဧခံဥပါဒံကံကြောင့်ယူနံကောအပေမမျိုးမျိုးမအပေအမည်ပဲပြဆက်စတိဟံကံကြောင့်နာယုကြောင့်ကံအဖန်ဖန်ဖြစ်ပြန်ဤလျောယမတရားသာတိညာကထေရှားပြုပြီးစီရင်ဖတ်စေအကြောင်းဤကြောင့်လူနာများစွာတတ္တဝါတို့ဖြစ်လာရမှုဘဝဟုလူတွေကျွေးမြော်ဖြစ်ပြသမျှသင်္ခါရဒုက္ခသစ္စာမှဖြစ်ပြမှုပဲမာဂောတိခင်မေကိုရမယုနာအာလိုဖြစ်ပြသောကျိုးဆိုနိဗ္ဗာန်မှကျိုးဆိုမှုပဲဉာဏ်သက်ဝေသိမြင်မဲ့ဟုမှယုံကြည်ကြမှာစေတ္တစွာဖြင့်လောဘအာထုနာတိယုကိုဖြစ်ချိုးဉာဏ်မြင်ဤငါအေခံမိမရကြောင်းမစောပါမှာဆရာမရှိဝိရိယရောအာဧပြော့ပါလွန်စွာယူပါဤငါပါတရားမဲ့ဘူးဝိရိယတိသူတော်စိကယံတရားနာလျော်စွာခြင်းမဲ့ဘူးခွင့်ရလေဧကံသာမာတိမောဇတရားဤအချိန်ပိုင်းသာလူတော်သည်မာတိမောဇတရားဤအချိန်ပိုင်းသာလူတော်သည်မာတိမောဇတရားဤအချိန်ပိုင်းသာလူတော်သည်ဖြစ်ပြကဒုက္ခသစ္စာတိရာကမေဃသစ္စာတိရာကသမုဒယသစ္စာမဂ္ဂန္တလာကနိရောဓသစ္စာသာဓုသာဓုသာဓု
တရားတော်နာကြွရောက်လာကြသောယောဂီသူတော်စင်များအားလုံးမိမိတို့ခန္ဓာကိုယ်အရိယာပုဂ္ဂလိမြတ်တစွာထိုင်ပြီးတော့အာယုန်တစ်ပါးစိတ်မသွားစေဘဲနဲ့တရားတော်ကိုနာယူနိုင်ကြပါပြီရှင်နေ့သာသနာတော်နှစ်2562ခုနှစ်ကောဇာတက္ကရာ1380ပြည့်နှစ်ပြာသူလပြည့်ကျော်6ရက်ခရစ်နှစ်2019ခုနှစ်တလပိုင်း26ရက်နေ့ညကျေးဇူးတော်ရှင်ဧကမပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနတနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မင်းရကြီးရွာတလိုင်းမော်ပိုင်းဝေလူဝန်ကျောင်းတိုက်တော်ကြီးဝင်းအတွင်းရှိဓမ္မဘူဇနိယနေရာဌာန၌လောင်းလုံးမြို့နယ်ကောဇကံတွင်သရင်သုံးစံပြော်တော်မူကြကုန်သောမြတ်စွာဘုရားအမှုရှိသောအရိယာနွယ်ဝင်သံဃာတော်ထေအရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်ဆင်လျက်ဝေလူဝန်ကျောင်းတိုက်ကျောင်းတိုင်ဆရာတော်ဘုရားကြီးနှင့်တကွရွာမိရွာဖလူကြီးမင်းများအားအမှုထား၍ဆင်ရင်ကျင်းပပြုလုပ်လူဒန်းအပ်သောမွေးရမြေမြတ်ကျေးဇူးဆက်အထုဓမ္မဘူဇနိယအခါကာလဒုတိယညဓမ္မဒါနကုသိုလ်ရှင်များအဖြစ်နှစ်ဖက်သောမိဘများဖြစ်ကြသောဥပြည်အေတော်ဘိုးရှိန်ဥမြင့်ဝင်းတော်အင်ထွေးတို့အားအမှုထား၍ဥတင့်လွင်တော်စုစုလိုင်းသာဝတိစားသောက်ဆိုင်မိသားစုတဝယ်နှင့်ကြွားရောက်လာကြသောယောဂီအပေါင်းသူတော်ကောင်းတို့မှစုပေါင်းလူရန်ပြုလုပ်အပ်သောဓမ္မဘူဇနိယကာလအခါသမယ၌တရားတော်နာကြွရောက်လာကြသောယောဂီသူတော်စင်များအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းပြည့်စုံစွာနှင့်ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်ဆသိမ့်အောင်ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌သစ္စာလေးပါးမြတ်တရားတော်တို့ကိုဆရာမကူတယံဘူဉဏ်တော်မြတ်ဖြင့်ကိုယ်တော်တိုင်အကျွင်းမဲ့ထိုးတွင်သိမြင်အောင်မြင်တော်မူပြီးတတ္တဝဝေနိယအပေါင်းတို့အားသစ္စာရည်ဤအမြိုက်စီးတော်တို့ကိုတိုက်ကြွတော်မူပေထသောမဟာကရုဏာတော်ရှင်ဗုဒ္ဓံမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကောင်းစွာဟောကြားဆုံးမတော်မူခဲ့၍ဆုံးမတော်မူသည့်အတိုင်းလိုက်နာကျင့်ဆောင်သောပုဂ္ဂိုလ်အပေါင်းတို့အားကျင့်ဆောင်သူတို့အလျောက်အခါမလင့်သောအကျိုးကျေးဇူးအထူးတို့ကိုပေးစေတတ်သောဓမ္မတရားတော်မြတ်တို့ဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤအဆုံးအမဓမ္မဒေသနာတော်တို့အားယနေ့နှစ်ပေါင်း2562ခုနှစ်တိုင်တိုင်အတွန်းရှည်တည်တံ့ခိုင်မြဲအောင်အစဉ်အဆက်ထိမ့်သိမ်းစောင့်ရှောက်တော်မူလာကြကုန်သောသံဃံသံဃာတော်မြတ်အပေါင်းတို့ဤဂုဏ်တော်ကျေးဇူးတော်နှင့်တကွာဦးဇင်းအားဤသစ္စာလေးပါးမြတ်တရားတော်တို့ကိုကိုယ်တိုင်လည်းနာကြားသိရှိနိုင်အောင်ယောဂီအပေါင်းသူတော်ကောင်းတို့အားလည်းယခုကဲ့သို့တဖန်ပြန်လဲဟောပြောညွှန်ကြားပြသနိုင်အောင်နိဗ္ဗေလမ်းပြသွန်သင်ဆုံးမပြီးတော်မူခဲ့ကြသောဘဝတစ်ပါးသို့ကွယ်လွန်အနိစ္စရောက်သွားခဲ့ကြပြီးဖြစ်သောမွေးသဖခင်ကျေးဇူးရှင်ကြီးနှင့်
မွေသမီးခင်ကျေးဇူးရှင်ကြီးတို့၏ဂုဏ်ကျေးဇူးဆရာသခင်ဖြစ်တော်မူသောကျေးဇူးတော်အရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီး၏သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့အားပူဇော်သောအဖြစ်၎င်းကျေးဇူးဆက်သောအဖြစ်၎င်းဥစဉ်မျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆက်သောအနေနဲ့ဟောကြားသွားမယ်ဓမ္မဒေသနာယဓမ္မပူဇနိယဓမ္မဒါနကောင်းမှုနိဗ္ဗာန်စုနတ်လူသာဓုခေါ်စေသောကဲဦးဇင်းတို့တော်ကောင်းတို့တွေတရားဟောတရားနာတရားအလှတော်မစကြခင်တရားပိုင်ရှင်ဖြစ်တော်မူသောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအားပူဇော်သောအဖြစ်ဦးဇင်းကဂင်္ဂဝါလူသဲစုမကပွင့်တော်မူသွားကြသောမြတ်စွာဘုရားရှင်တိုင်းဟောကြားဆုံးမအပ်တဲ့ဩဝါဒပါတိမောက်ဒေသနာတော်ဖြင့်ပူဇော်ပါမယ်ဒုဒဂရမအလုံးကလက်အုပ်ချီအာယုံပြုပြီးတော့ငါတို့သည်ဘုရားရှင်တိုင်းဩကြားအပ်သောအဆုံးအမဩဝါဒကထာကိုငါတို့နားနဲ့ဆက်ဆက်ကြားနာပူဇော်ခွင့်ရပြီလို့ဒီလိုနှလုံးသွင်းပြီးတော့နာယူပူဇော်ကြရအောင်နမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသဗ္ဗပါပတ္တအကရဏံကုသလတ္တဥပသံပဒာသစိတ်တပရိယောဓပနံဣဒံဗုဒ္ဓနာသာသနံခန္တီပရမံတပောတိဒိဋ္ဌာနိဗ္ဗာနံပရမံဝရန္တိဗုဒ္ဓနာဟိပပ္ပစိတောပရုပဂာတိနာသမနောဟောတိပရံဝိဟေထယံတောအနုပဝါဒောအနုပဂါဒောပါတိမောက္ခိသသံဝရောမတ္တင်ညုတာသဗတ္တသမိန်ပန္တင်သတယနာတနံအဓိစိတ်တိသအာယောကောဣဒံဗုဒ္ဓနာသာသနံဩဝါဒပါတိမောက္ခိအခါတာရောယေသဗုဒ္ဓအတိတာသယေသဗုဒ္ဓအနာဂတာပစ္စုပန္နာသယေဗုဒ္ဓသဗ္ဗေဝန္ဒာမိတေအဟံသဗ္ဗပပတ္တအလုံးစုံသောအကုသိုလ်ကိုယံအကရဏံအကျင့်မပြုကျင့်ခြင်းသည်၎င်းကုသလတ္တကုသိုလ်ကိုယာဥပသံပဒာအကျင့်ပြည့်စုံစေခြင်းသည်၎င်းယံသစိတ်တပရိယောဓပနံအကျင့်မိမိစိတ်ကိုဖြူစင်စေခြင်းသည်၎င်းအဋ္ဌိရှိ၏ဣဒံဤအဆုံးအမပေါင်းတို့သည်ဗုဒ္ဓနံပွင့်တော်မူပြီးကြကုန်သောရှင်တော်ဗုဒ္ဓမြတ်စွာဘုရားရှင်တို့၏သာသနံကြီးစွာသောအဆုံးအမတော်သည်တိတိခာသီခံခြင်းဟုဆိုအပ်သောခန္တီသီခံခြင်းခန္တီသည်ပရမံမြတ်သောတပောအကျင့်သည်နိဗ္ဗာနံကိလေသာမှငြိမ်းအေးခြင်းနိဗ္ဗာန်ကိုပရမံမြတ်ဤဟု၍ဗုဒ္ဓမြတ်စွာဘုရားရှင်တို့သည်ဝရန္တိဟောတော်မူကြကုန်၏ပရုပဂာတိသူတစ်ပါးအသက်ကိုသတ်ဖြတ်လေရှိသောသူသည်ပပ္ပစိတောယဟံမည်သည်ဝါမြတ်သောအကျင့်ကိုကျင့်သုံးသောသူသည်နာဟိဟောတိစင်စစ်မဖြစ်
ပရံသူတစ်ပါးကိုဝိဟေထယံတော့ကိုယ်စိတ်ပင်ပန်းအောင်ညင်ပန်းနှိမ့်ဆက်လေရှိသောသူသည်သမနောဗုဒ္ဓဤတပိသာသာဝကမြည်သည်ဝါစိတ်နှလုံးငြိမ်းအေးချမ်းသာသူသည်နဟောတိမဖြစ်အနုပဝါဒောမဆွဆွဲမကဲ့ရဲ့ခြင်းသည်၎င်းအနုပဂါတောမငင်းစေမနှိမ့်ဆက်ခြင်းသည်၎င်းပါတိမောက်ခေအကြီးမူဖြစ်သောကာယဝစီမနောသုံးလီသောသီလတို့၌တံဝရောစကောင်းစွာစောင့်စည်းခြင်းသည်၎င်းဗတ္တသမိန်ဆွမ်းဘောဇင်ဤမတ္တင်ညုတာစအတိုင်းရှိကိုသိသည်ဤအဖြစ်သည်၎င်းဗန္တင်စသယနာတနံစိတ်ငြိမ်ရာဖြစ်သောနေရာကြောင်း၌နေခြင်းသည်၎င်းအဓိစိတ်တေစိတ်ကိုအစိုးရခြင်းသည်ဟုသောအဓိစိတ်တသိက္ခာပဒ၌အာယောကောစလုံးလပြုခြင်းသည်၎င်းအဋ္ဌိရှိ၏ဣဒံဤအဆုံးအမပေါင်းတို့သည်ဗုဒ္ဓနံပွင့်တော်မူပြီးကြကုန်သောရှင်တော်ဗုဒ္ဓမြတ်စွာဘုရားရှင်တို့ဤသာသနာကြီးစွာသောအဆုံးအမတော်သည်ဩဝါဒပါတိမောက်ခေဤဩဝါဒပါတိမောက်ဒေသနာသုံးဂါထာတော်တို့ကိုအခါတာရောသဗ္ဗညုတာရွှေဉဏ်တော်မြတ်ဖြင့်ဟောကြားဆုံးမတော်မူကြကုန်သောအတ္တိတာကင်္ဂဝါလူသေစုမကပွင့်တော်မူပြီးဖြစ်တော်မူကြကုန်သောရေဗုဒ္ဓသအကျင့်မြတ်စွာဘုရားရှင်တို့သည်၎င်းအနာဂတနောင်ပွင့်တော်မူလက်တံဖြစ်တော်မူကြကုန်သောရေဗုဒ္ဓသအကျင့်အရှင်မေတ္တေယအစရှိကုန်သောမြတ်စွာဘုရားရှင်တို့သည်၎င်းပစ္စုပန္နာပွင့်တော်မူစေဖြစ်တော်မူကြကုန်သောရေဗုဒ္ဓသအကျင့်အရှင်ဂေါတမမြတ်စွာဘုရားရှင်တို့သည်၎င်းတန်တိထင်ရှားပုံသေးရှိတော်မူကြပါပေကုန်၏အဟံယုံနံနှဖျားငါခန္ဓာကိုသူငါမဲ့ခေါ်ဖရာတပိတော်သည်သဗ္ဗေခသိန်းဥဒ္ဒုံအလုံးစုံကုန်သောတေဗုဒ္ဓေဩဝါဒပါတိမောက်ဒေသနာသုံးဂါထာတော်တို့ကိုသဗ္ဗညုတာရွှေဉဏ်တော်မြတ်ဖြင့်ဟောကြားဆုံးမတော်မူအပ်ကုန်သောပွင့်တော်မူပြီးပွင့်တော်မူလက်တံပွင့်တော်မူစေထိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ကိုဝန္ဒာမိကာယဝစီမနောချီလျက်သုံးလီဒွါရပနာမဖြင့်နှိမ်ချယိုကျိုးလက်ဆုံးမိုး၍ရှိခိုးကြောပါဤမြတ်စွာဘုရားကဲအားလုံးဦးဇင်းတို့တော်ကောင်းတို့တွေကိုယ်ဘဝဖြစ်စဉ်ကိုပြန်ပြီးတော့သုံးသပ်ကြည့်ရင်ဦးဇင်းတို့တော်ကောင်းတို့ဟာဘာတွေလဲလို့မေးရင်တန်တရားခရီးသွားတယ်လို့ဖြေရမှာဟုတ်တယ်နော်ဗါတဲ့
တန်တရားခရီးသွားတယ်အဲ့တော့ခရီးသွားတဲ့ပုဂ္ဂိုလ်အတွက်ခရီးသွားသူမှာခရီးစရိတ်ရိက္ခာအင်အားပြည့်စုံလုံလောက်ဖို့မလိုအပ်ဘူးလားအင်အားဆိုတာခွန်အားဗလာလည်းရှိရမယ်အင်အားမရှိဘဲနဲ့ကိုလိုချင်တဲ့ခရီးကိုရောက်အောင်သွားနိုင်ပါမယ်ရိုးရိုးလေးပြောကြစို့ကားစီးတယ်ကားမူးတယ်သင်္ဘောစီးတယ်သင်္ဘောမူးတယ်သင်္ဘောဒဏ်ကိုမခံနိုင်ဘူးကားစီးတယ်ကားဒဏ်ကိုမခံနိုင်ဘူးဆိုတော့လုံလောက်တဲ့အင်အားမရှိဘူးဆိုရင်ကိုလိုရာခရီးသွားနိုင်ဖို့ဆိုတာဖြစ်နိုင်ပါမလားဖြစ်နိုင်နောက်တစ်ခါရိက္ခာအင်အားတော့ရှိပါရဲ့ခရီးစဉ်မှာလုံလောက်တဲ့စားနပ်ရိက္ခာပါမသွားဘူးဆိုရင်လေလိုရာခရီးကိုအောင်အောင်မြင်မြင်ပေါက်ရောက်နိုင်ပါမလားဒီတိုင်းပဲဒီတော့မိမိကိုယ်ကိုမိမိတန်တရားခရီးမှာအင်အားတွေပြည့်ဝနေဖို့လိုအပ်မလိုအပ်ရိက္ခာလုံလောက်ဖို့ရောအဲ့ဒီအင်အားကိုဘယ်သူကလာပေးမလဲအင်အားပြည့်အောင်ဘယ်သူကိုယ်တိုင်စီမံရမှာရိက္ခာခရီးစရိတ်လုံလောက်ဖို့ရောဒီတော့ဘဝခရီးလမ်းကိုရှောက်လန်းနေတဲ့လူတွေမိမိအတွက်ရောက်ရှိလာတဲ့ယခုဘဝမှာအင်အားဖြည့်နေတယ်ရိက္ခာစုနေတယ်လမ်းစရိတ်ရှာနေတယ်လို့ဒီလိုသတ်မှတ်လို့မရဘူးလားဒါဖြင့်အင်အားစုနေရင်နဲ့အင်အားကိုမဖြစ်စေဘဲနဲ့အင်အားတွေဆုပ်ယုပ်ပြက်ပြားသွားမဲ့လမ်းစဉ်အမှားတွေလောကမှာရှိမရှိရိက္ခာစုရင်ရိက္ခာမရဘဲနဲ့ရိက္ခာတွေကုံဆုံးပျောက်ဆုံးပျက်စီးသွားမဲ့လုပ်ငန်းစဉ်တွေကောလောကမှာအမျက်မပေါ်ပဲအရှုံးထွက်တဲ့အလုပ်တွေရှိမရှိကောင်းပြီအဲ့တော့ရိက္ခာလမ်းစရိတ်စုဆောင်းကြရင်းနဲ့နီးမားလမ်းမားတွေကိုသုံးမိမယ်ဆိုရင်အင်အားတွေလည်းပျက်စီးသွားမယ်ရိက္ခာလည်းမစုဆောင်းမိဘူးလမ်းစရိတ်လည်းမရတော့ဘူးဆိုရင်ဒီပုဂ္ဂိုလ်အတွက်လမ်းမှန်ခရီးမှန်ရောက်နိုင်ပါမလားဒါနဲ့ပတ်သက်ပြီးတော့ဥပမာလေးတစ်ခုအရင်ပြောကြည့်ရအောင်နောက်တော့လမ်းရွေးကြတာပေါ့နော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရာဇဂိုပြည်ဝေလူဝံကျောင်းအခုကျောင်းသားကြီးကလည်းဝေလူဝံကျောင်းဆိုတော့ဦးဇင်းတို့သတိရတော့ဒီတရားလေးရွေးလာနော်ရာဇဂိုပြည်ဝေလူဝံကျောင်းကြီးမှာသတင်းသုံးနေတော့နော်ဒီတရားလေးကဘယ်သူကိုအကြောင်းပြုပြီးဖြစ်ပေါ်လာတာလဲဆိုတော့တို့ဇတ်လိုက်ကြီးဒေဝဒတ်ဘယ်သူလဲဒေဝဒတ်ဒေဝဒတ်ကမြတ်စွာဘုရားရဲ့အလောင်းတော်ဘဝကနေတွက်ကြည့်ရင်တိဋ္ဌထမင်းသားဘဝကဆိုရင်မြတ်စွာဘုရားရဲ့ကျင့်ရတော်ယသောတရားမင်းသမီးကဒေဝဒတ်ရဲ့နှမဒီတော့ရောက်ဖတော်ပေါ့နောက်တစ်ခါတာဂီຫນွယ်ဘွားတွေရဲ့မျိုးဆက်နဲ့ပြန်ကြည့်ရင်လဲညီကိုလဲတော်တယ်အမျိုးအရင်ကြီးပေါ့မြတ်စွာဘုရားရဲ့အဲ့ဒီမှာတို့ဒေဝရတ်ကမြတ်စွာဘုရားရဲ့သာသနာတော်တွေကိုသင်္ကန်းဝတ်လာသူဝတ်ဖြစ်ခဲ့တာကလည်း
အကြောင်းအစကရှင်အနုရုဒ္ဓါကစရှင်အနုရုဒ္ဓါဆိုတာကလောကမှာအလွန်ထူးခြားခဲ့တဲ့ပုဂ္ဂိုလ်တစ်ယောက်မရှိဘူးဆိုတဲ့စကားကိုသူတစ်ခါမှမကြားဘူးပဲနဲ့ဘဝတသက်တာလုံးအလွန်ချမ်းသာတဲ့ဘဝမှာစည်းစိမ်ခံစားခဲ့ရတဲ့ပုဂ္ဂိုလ်ငယ်ငယ်ကတကယ်ချင်းအချင်းချင်းကလေးတွေကစားကြတော့မုံကျွေးကြီးဆော့တဲ့အခါသူကခဏခဏရှုံးတော့သူ့အမေနာကမုံတောင်းတယ်နှစ်ခါသုံးခါတောင်းအမေကထည့်ပေးတယ်နောက်တစ်ခါထပ်ရှုံးပြန်တော့သုံးခါကုန်သွားတာတောင်ရှုံးတုံးပဲဆိုတော့ထပ်တောင်းတော့အမေကကလေးကိုဆုံးမကျင်တာသားကိုဆုံးမကျင်တာနဲ့မရှိတော့ဘူးလို့ပြောလိုက်ဒီလိုပြောလိုက်တာကိုစကားပြန်ကလာပြောတဲ့ပုဂ္ဂိုလ်ကတခင်အရှင်းသားဆိုတော့ကြောက်ကြောက်ရွံ့ရွံ့နဲ့ပြောလိုက်တဲ့စကားကမရှိမုံပဲရှိတော့တဲ့ဟောမရှိတော့ဘူးလို့ပြောတာပဲဒါပေမဲ့အနုရုဒ္ဓါရဲ့နားထဲမှာသူဘဝများစွာကဖြည့်ကျင့်လာတဲ့ပါရမီဆုတောင်းနေကြောင်းမရှိဘူးဆိုတဲ့စကားသူ့နားမှာကြားဖို့ရအကြောင်းမရှိဘူးဆိုတာနားကိုမလဲဘူးသူကအဲ့တော့မရှိမုံပဲရှိတော့တယ်လို့သူနားမှာကြားတော့အဲ့ဒီမုံယူခဲ့ဆိုတော့မေတော်ကြီးစီပြန်သွားပြောတယ်မေတော်ကြီးသားကပြန်ပြောတယ်ဘာပြောလိုက်တော့ငါသားပြန်လာပြီလားမလာဘူးအဲ့ဒီမရှိမုံယူခဲ့လို့ပြောတယ်ဟဲ့နေကဘလို့သွားပြောလို့မရှိဘူးပြောတာပဲသူကမရှိမုံကြီးတောင်းနေတယ်ဆိုတော့ဩငါသားကမရှိစကားမရှိဘူးဆိုတာနားလေတဲ့သားမဟုတ်အဲ့တော့နားလေအောင်သင်ပေးရမယ်မိဘဆိုတာကသားသမီးကိုမတတ်ရင်တတ်အောင်မသိရင်သိအောင်သင်ပေးရမယ်ကဲလက်တွေ့ပြရအောင်ယူခဲ့ဆိုပြီးတော့ပွဲတော်မုံထဲ့တဲ့ရွှေအစ်ကြီးကိုသေချာသူကိုယ်တိုင်ပြောင်းအောင်ဆေးပြီးတော့ဘာမှမပါဘဲနဲ့အပေါ်ကနေအဖုံးအုပ်ရွှေအစ်ကြီးအုပ်လိုက်ရွှေဖုံးအုပ်လိုက်ရော့ဒါသွားပေးကြည့်ဒါမရှိဘူးလို့ပြောလိုက်မရှိတာကိုသားနာလဲအောင်သင်ပေးလိုက်တာဒါပေမဲ့ဟိုကဘုံကံကအဲ့ဒီမရှိဘူးဆိုတာ तू သိเสียအကြောင်းကိုမရှိဘူး तू ဖြည့်ခဲ့တဲ့ကံကအဲ့တော့ဒီမုံအစ်ကြီးသွားပြီးတော့ရောအရှင်သားမေတော်ကပေးလိုက်တာမရှိမုံတယ်ဆိုတော့ဖွင့်လိုက်ရောဒီမုံအစ်ကိုသယ်လာကြတဲ့ကရဲ့နန်းတော်ဆောင်နှံ့ထီတော်ဆောင်နှံ့ကိုဆောင်နှံ့အသီးသီးနန်းတော်တွေကဒီကပ္ပလဝက်ပြည်ဆောင်နှံ့တွေဘာမှဘသူဘယ်နှမှအငြိမ်မနေနိုင်ပဲနဲ့မဖြစ်ဘူးဒီတိုင်းသွားပေးလို့မဖြစ်ဘူးဒီဘုံရှင်ကံရှင်ပါရမီရှင်သူ့ဆုတောင်းနဲ့လာတာငါတို့နတ်တွေအကုန်ဒုက္ခရောက်လိမ့်မယ်ဆိုပြီးတော့နတ်ဩဇာတွေထည့်ပေးလိုက်နတ်သုတ်တာတွေထည့်ပေးလိုက်အဲ့တော့နတ်သုတ်တာဆိုတော့မရှိမုံဖွင့်လိုက်ခါမှတနန်းတော်တစ်ခုလုံးမွေးကြိုင်ပြီးတခါမှမရဘူးတဲ့အနတ်အရသာတွေဆိုတော့မင်းသားတွေကစားလိုက်တော့ဟာမင်းမေကအခုမှဒီမုံပေးသလားကွာဆိုတော့ तू လည်းအခုမှဒီမုံစားဘူးလားအဲ့တော့အမေငါ့ကိုမချစ်ဘူးထင်တယ်ဆိုချက်ချင်းပြန်ပြီးအမေမချစ်ဘူးလားကြုတ်ကိုဆိုတော့ဘာဖြစ်လို့တော့ငါသားရဲ့ဆိုတော့ဒီမုံအခုမှဘာလို့ကြွေးတာလဲတဲ့သူ့အသက်ဒီလောက်ရောက်နေပြီတခါမှမစားဘူးတဲ့ဆိုတော့အမေလန့်ဖြန့်သွားတယ်ဟဲ့ဘလို့ဖြစ်တာတော့ဆိုတော့ तू ပေးလိုက်တဲ့အစ်ထဲမှာဖွင့်လိုက်တော့ပွဲတော်အုပ်ကိုဖွင့်လိုက်တဲ့အခါကျတော့နတ်သုတ်ဓာတွေပါနေတယ်အဲ့လိုမင်းသားဒါထားလိုက်တော့ဒီနေ့သူ့အကြောင်းဟောမှာမဟုတ်ဘူးဒါပေမဲ့ဘာလို့ဒီလိုဖြစ်လာသလဲဆိုတာပြောချင်တယ်အဲ့ဒီအနုရုဒ္ဓမင်းသားရဲ့အကိုတော်ကမဟာနံကမင်းလက်စွီဒီတာဂီဝေမင်းတွေမှာအလှဲ့ကြအုပ်ချုပ်တော့မဟာနံအလှဲ့ရောက်တော့မဟာနံမင်းဖြစ်နေတယ်နောက်တစ်ခါအိမ်မှုကိစ္စရေးရာတွေလည်းသူ့မိသားစုမှာအကြီးဆုံးဖြစ်တော့မဟာနံကစီမံရတော့မြတ်စွာဘုရားဖြစ်သွားပြီးကပိလဝိနေပြည်တော်ကိုကြွလာတဲ့အခါမှာဘုရားရဲ့နောက်တော်မှာပါလာတဲ့အချမ်းရံတွေကပိဿဝဂေ9ဦးတို့ပါလာတယ်ဗဒဝဂေညီနောင်3ကျိတ်တို့ပါလာတယ်အစရှိသဖြင့်ယတ္တသတို့သားတို့အုပ်စုတွေပါလာတယ်အဲ့ဒီကြံတဲ့အချမ်းရံတွေပါပေမဲ့တာဂီဝင်မင်းသားအချမ်းရံမပါဘူးဒီတော့မဟာနံကငါတို့နောင်တော်ကြီးသိဒ္ဓထမင်းသားဟာအကယ်၍မင်းလို့ရင်စัจ जा မင်းဖြစ်တော့ငါတို့တွေကစัจ जा မင်းရဲ့ညီတော်ဆိုပြီးတော့တကယ်ဝင့်ထဲတယ်နဲ့နောက်ကလိုက်ပြီးတော့တကယ်ထောင်လွှားနေကြမဲ့ပုဂ္ဂိုလ်တွေအခုယဟန်ဝတ်ပြီးဖျားဖြစ်တော့ဖျားအနာမှာငါတို့အမျိုးအချမ်းရံတယောက်မှမရှိဘူးအဲ့တော့ငါတို့သင်္ကန်းဝတ်မှဖြစ်မယ်ငါသင်္ကန်းဝတ်မှညီတော့မင်းအိမ်ကိုစီမံအုပ်ချုပ်ဆိုပြီးအနုယုဒ္ဓါကိုပြောတော့အနုယုဒ္ဓါကအိမ်အလုပ်တွေကဘာတွေလဲ
သူမှမသိပဲသူကမသိတာမှထမင်းဘယ်ရလာလဲဆိုရင်ထမင်းအုပ်ထဲရလာတယ်လောက်ပဲသိတယ်လူနော်ထမင်းဘယ်ရထမင်းဖြစ်ရအရာကိုသိတယ်လူမဟုတ်ဘူးသူတို့မင်းသား3ယောက်ကိမိလာတို့ဗဒ္ဒိယတို့နဲ့3ယောက်ထမင်းစားရင်ညင်းကြတဲ့အခါကျတော့မှကိမိလာတို့ကတယောက်ကစဘာကြီးတဲကစဘာကိုယူလာပြီးဆံဖွတ်တာမြင်မှုတယ်အဲ့တော့ထမင်းကစဘာကြီးတဲကလာတယ်လို့သူကသိနောက်တစ်ယောက်ကကျတော့ထမင်းအိုးတွေကခူးတာမြင်မှုတယ်ထမင်းချက်ထားတဲ့အိုးတွေကနေအုတ်ထဲကိုခူးထဲတာမြင်မှုတယ်အဲ့တော့တစ်ယောက်ကထမင်းအုတ်ထဲကထမင်းအိုးတွေကလာတယ်အနုယုဒ္ဓကအဲ့လောက်ကိုမမြင်ဘူးသူ့ဘုံသူကံကကြီးမားတော့ရွှေထမင်းအုတ်ထဲကဆုံးအုတ်ထဲကထမင်းအုတ်ထဲကနေသူ့ပကံနဲ့ခူးထဲတာလောက်ပဲသူမြင်မှုတယ်အဲ့လောက်ဘုံကံကြီးတဲ့ပုဂ္ဂိုလ်ဆိုတော့အိမ်မှုရိပ်ရအလုတ်တွေလိုက်ပြတဲ့ခါကျတော့ဒါလေထွန်တာဒါကောက်ဆိုင်တာဒါစဘာဆိုင်တာဒါစဘာလန်းတာစဘာပြူတာဒါကိုတောင်နဲ့သိမ့်တာနွားတွေကိုဘယ်လိုစောင့်ရှောက်ရတယ်ခြံတွေဘယ်လိုစောင့်ရှောက်ရတယ်အလုတ်သမားဘယ်လိုထိန်းရတယ်အလုတ်ကြဝါသောအလုမဟုကိစ္စဆိုပြီးတော့လူဘဝရပ်တည်ဖို့ဆိုတာလွယ်သလားလုပ်ငန်းပေါင်းစုံမရှိဘူးလားအဖက်ဖက်ကတောင်းစီအောင်လုပ်နေရတာပြလိုက်တော့တော်ပြီတဲ့အဲ့ဒါတွေမလုပ်တော့ငါရဟန်းဝတ်တော့မယ်နော်နင်တို့ရှုပ်တဲ့အလုပ်တွေမလုပ်ဘူးတဲ့ဆိုသင်္ကန်းဝတ်တော့မယ်ဆိုပြောတော့အမေလုပ်တဲ့လူကသားလေးကိုအချစ်ဆုံးဆိုတော့မသွားစေခြင်းလို့မင်းသွားအဲ့ဒီအချိန်မှာတိုင်းပြည်ကိုတပြည်လုံးကိုစီမံနေတာကသူတို့ရဲ့အကိုကြီးပဲဗတ္တိယဆိုတဲ့အရှင်ဗတ္တိယဆိုတဲ့သာဂေဝေမင်းသားအုပ်ချုပ်နေတော့နောင်တော်ကြီးဗတ္တိယစီသွားခွင့်တောင်းသူခွင့်ပြုရင်ဝက်အမေကစကားလွှဲပြီးတော့မဖြစ်တော့ဘူးထင်လို့ရှင်ဘုရင်လုံနေတဲ့လူကဘယ်လိုမှယဟန်ဝက်မှာမဟုတ်ဘူးဆိုပြီးလွှတ်လိုက်တာအနုယုဒ္ဓသွားပြီးတော့မှနောင်တော်ကြီးကျုပ်တာဂိဝင်မင်းသားတွေဘုရားရှင်ရဲ့နောက်မှာနောက်လိုက်မရှိဘူးအဲ့တော့ကျုပ်တို့သင်္ကန်းဝတ်မယ်ကျုပ်ကိုသင်္ကန်းဝတ်ခွင့်ပေးနောင်တော်ကြီးမဟာနံဝတ်မလို့သူမဝတ်နဲ့ကျုပ်ဝတ်မယ်ဆိုပြီးခွင့်တောင်းလာတာကျုပ်ကိုခွင့်ပြုမလားဆိုတော့အနုယုဒ္ဓလို့မင်းသားတောင်သင်္ကန်းဝတ်ရင်ငါဘာမှမဝတ်နိုင်စရာမရှိဘူးဆိုဗတ္တိယပါဝတ်ကောနော်မရှိစကားနားဝမကြားရတဲ့ပုဂ္ဂိုလ်အမတန်ဘုံကံကြီးတဲ့စัจ जा မင်းလောင်ကြီးတောင်ဝတ်သွားတယ်ဆိုဗတ္တိယငါလိုကောင်ဘာမှမဝတ်ဆရာမရှိဘူးဆိုဘယင်ကသူစီနာစည်းစိမ်ဖွင့်ပြီးလိုက်သွားတော့သူ့အမေဘက်ကရှုံးတယ်ပေါ့ကွာအဲ့ဒီမှာဗတ္တိယရဲ့ရှင်နုယုဒ္ဓရဲ့အရှင်ကိမိလရဲ့အရှင်ဘဂုရဲ့အရှင်အာနန္ဒာရဲ့နောက်တစ်ယောက်ကအရှင်ဒေဝဒတ်ရဲ့ဒါတာဂိဝေမင်းသား6ယောက်နောက်တစ်ယောက်ကသူတို့ရဲ့ဆတ်တာတဲ့ဥပါလိ9ယောက်တပြိုင်တည်းသင်္ကန်းဝတ်ပြောချင်တာကတာဂိဝေမင်းသားကဘယ်နှယောက်တော့6ယောက်အဲ့ထဲမှာဒေဝဒတ်မပါဘူးလားပါသွားတယ်ပါသွားပြီးတော့ဥပါလိရဲ့သူတို့သင်္ကန်းဝတ်ကြတဲ့အခါမှာကျန်တဲ့ပုဂ္ဂိုလ်တွေကပထမတဝါကျွတ်တာနဲ့ယဟန္တာဖြစ်သွားကြတယ်အရှင်ဗတ္တိယတို့ကိမိလာတို့အရှင်ဘဂုတို့ဥပါလိတို့ယဟန္တာဖြစ်သွားတယ်အနုယုဒ္ဓကတော့ဒိဗ္ဗစကုအပိညာရပြီသူလည်းနောက်ပိုင်းကျတော့ယဟန္တာဖြစ်တာပဲအဲ့ဒီထဲမှာဒီတဝါတွင်းမှာပဲဒေဝဒတ်ကဘာရသွားလဲဆိုတော့အဘိညာဉ်6ပါးလောကီဇံအဘိညာဉ်တွေရယဟန္တာမဖြစ်ဘူးဘာရတယ်လောကီဇံအဘိညာဉ်တွေတကိုးတွေပေါ့ကွာမြေရှိုးနိုင်တယ်မိုးပြန်နိုင်တယ်မြေပြင်ကိုရေပြင်လှုပ်ပြီးငုတ်ရှိုးနိုင်တယ်ရေပြင်ကိုမြေပြင်လှုပ်ပြီးလမ်းလျှောက်နိုင်တယ်အဲ့ဒီလိုထူးခြားတဲ့တကိုးတွေရသွားတော့သူ့ကိုယ်သူဘဝင်မြင့်ပြီးတော့သူလဲဖျားလောက်တော့စွမ်းပါတယ်ဆိုတဲ့အယူရှိသွားတယ်ဟုတ်ကလားဟဲ့အဲ့တော့ငကိုကမှဘဝများစွာတန်တရားကလေးကပြိုင်ဘက်ဖြစ်လာတဲ့ပုဂ္ဂိုလ်ဆိုတော့ဖျားလောက်သူစွမ်းတယ်လို့သူ့ကိုယ်သူအထင်ရောက်သွားပြီးတော့အဇာတတမင်းနဲ့ပေါင်းတယ်ပေါင်းပြီးတော့မင်းကမင်းအဖေဗိမိသနာကိုသတ်မင်းလည်းဘယင်လို့ငါလည်းဖျားကိုသတ်ပြီးဖျားလုံးမယ်ဆိုပြီးတော့ဒေဝရအဲ့ဒီလမ်းကိုရွေးလိုက်တယ်လမ်းမှန်လားလမ်းမှားလားဖျားဆိုတာအဲ့ဒီလိုသတ်ပြီးဖျားယာဒူးကိုယူလို့ရလားဖျားဆိုတာယာဒူးတစ်ခုလားဂုံဘုတ်တစ်ခုလားအရေးကြီးတယ်နော်မြတ်စွာဘုရားလို့ဖြစ်လာတာဘုရားဖြစ်ဖို့တို့ဂေါရမမြတ်စွာဘုရားဘယ်လောက်ကျင့်ရလေးသင်ခြေနဲ့ကဘာသိဒါဘုရားတိုင်းအတူတူတော့မဟုတ်ဘူးပညာဓိကပညာကိုဦးစားပေးပြီးတော့
အဓိကထားပြီးကြင့်ကြံလာတဲ့ဖရာမို့လို့လေးသင်ချေနဲ့ကဘာသသိတတ္ထာအဓိကယုံကြည်မှုယုံကြည်ချက်ကိုအဓိကထားပြီးတော့ဖျားဖြစ်ဖို့ကျင့်တဲ့လူဆိုရင်ရှစ်သင်ချေနဲ့ကဘာသသိနှစ်ဆတိုးကြသွားမယ်တချို့ကြတော့ဝိရိယအဓိကလုပ်ရင်ရရမယ်လုပ်ရင်ဖြစ်တာပဲဆိုပြီးတော့လုပ်ဖို့အဓိကပဲဆိုပြီးဝိရိယကိုရှေ့ကထားပြီးရှေ့တန်းတင်ပြီးတော့ကျင့်တဲ့ပုဂ္ဂိုလ်ကြတော့16သင်ချေနဲ့ကဘာသသိဟုတ်ပြီလားဟဲ့အဲ့လိုအပ်တဲ့ဒါနသီလနိက္ခမသစ္စာအဋိဋ္ဌံဆိုတဲ့ပါရမီ10ပါးအပြား30ကိုနီးမှန်လမ်းမှန်ကျင့်မှဘာဖြစ်မှာဘုရားဖြစ်မှာ तू ကရှင်ဘရင်မျိုးကလာတာဆိုတော့ဘရင်ဆိုတာတော့ဘရင်တတ်နိုင်ရင်ဘာဖြစ်တာဘရင်ဖြစ်တာအဲ့တော့ तू ကအယူလွဲပြီးတော့ဘုရားကိုတတ်နိုင်ရင် तू ဘရင် तू ဘုရားဖြစ်မှာပဲလို့ဆိုပြီးတော့လမ်းမကြီးကိုရှောက်ဘာကိုရှောက်တယ်လမ်းမကြီးကိုရှောက်ပြီးတော့မုတ်ဆိုးတွေကိုငှားပြီးတော့လေတတ်ဖို့ကြိုးစားနောက်ဆင်ကြီးကိုအရက်တိုက်ပြီးတော့ဆင်မြောင်ကြီးနဲ့နင်းတတ်ဖို့လဲသူကြိုးစားဟုတ်ကဲ့လားသူကိုယ်တိုင်တခါတည်းဘသူကိုမှခိုင်းလို့မရတော့ငါကိုယ်တိုင်လုံးမယ်ကွာဆိုပြီးတော့ဂိတ်စကုတ်တောင်ပေါ်မှာကြောက်တုံးကြီးကိုမြတ်စွာဘုရားရှိတဲ့နေရာလိမ့်ချပြီးတော့ကြောင်မောင်းဆင်ပြီးတော့လေတတ်တယ်တတ်လို့ရသလားမြတ်စွာဘုရားတို့မြည်ဒီမှာသူတစ်ပါးလက်ချက်နဲ့ပြိဋိဘံဆံရယိုးထုံစံယူပါရမီ10ပါးအပြား30အလကားကျင့်ခဲ့တာမှမဟုတ်ပဲနဲ့အဲ့ဒီနိမန်လမ်းမှန်ကျင့်ထားတဲ့ပုဂ္ဂိုလ်ကြီးကိုဒီနိမလမ်းမကြီးနဲ့လောက်ကြံလို့ရမလားနိမျိုးစုံသူလောက်ကြံတယ်မရဘူးဒါပေမဲ့သူဖျားဖြစ်ခြင်းတဲ့စိတ်ကတော့ယော့သလားမယော့တဲ့အခါနောက်ဆုံးကြတော့အကြံအဖန်လှုပ်ပြီးတော့တန်ခါသင်းခွဲဖို့အတွက်မြတ်စွာဘုရားစီကိုတောင်းဆိုချက်5ခုတင်သွင်းတယ်ဒီနေ့သူတော်ကောင်းတို့ကိုပေးခြင်းနဲ့အတိတရားကဘာလဲဆိုတော့ဘဝတစ်ခုကိုဖြတ်သန်းနေတဲ့အခါမှာဘဝအတွက်ရိတ်ခါရှာရင်နီးမာလမ်းမားတွေကိုသုံးမိတတ်ကြတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားတို့ရိတ်ခါရှာရင်ဆိုတော့ဒီတသက်တာအတွက်ခမည်းတော်လိုအပ်တဲ့စီးပွားဥစ္စာတွေရောမလိုအပ်ဘူးလားတခါထင်ပေါ်ကြော်ကြားမှုရောမလိုလားဘူးလားဂုံတရတ်တွေရောအေးလူဘဝအတွက်လူနဲ့ထိုက်တန်တဲ့ဂုံအင်္ဂါတွေရှိဖို့လိုအပ်တဲ့အတွက်လာဘသက်ကာယတိလောကအသီးသီးမရှာကြဘူးလားရှာတော့လက်လာဘတွေရှာတဲ့နေရာမှာသူများအသက်မတတ်ဖဲစီးပွားရှာရင်နည်းနည်းပဲရသူများအသက်တတ်ပြီးစီးပွားရှာမယ်ဆိုရင်များများရဘယ်လမ်းရွေးမလဲသူများပစ္စည်းခိုးပြီးစီးပွားရှာရင်မြန်မြန်ချမ်းသာမယ်မခိုးဘဲနဲ့စီးပွားရှာရင်နည်းနည်းဖြည်းဖြည်းပဲရဘယ်နည်းရွေးမလဲနိမန်လမ်းမှန်ဆိုတာဒါပြောတာဟုတ်ပြီနော်မှုသားပြောပြီးစီးပွားရှာရင်မြန်မြန်ကြီးပွားတယ်မှုသားမပြောပဲဖြောင့်မတ်စွာနေရင်ဖြည်းဖြည်းမှန်မှန်ပဲရမယ်ဘယ်လမ်းရွေးမလဲအခုဒီတရားပွဲထဲမှာဆိုတော့တရားနဲ့ညီအောင်ပဲဖြေချမှာပေါ့ကွာဒါပေမဲ့တကယ်လှုပ်တဲ့အခါကျတော့ငွေနည်းနည်းရမယ်အလုံးနဲ့များများရမယ်လို့ဘယ်ဟာဦးစားပေးရွေးမလဲများများရတဲ့အလုပ်ဦးစားပေးရွေးတော့မှာဟုတ်ကဲ့လားမထင်ပေါ်မကြော်ကြားပဲနဲ့ရိုးရိုးကြည့်မြင့်မြင့်ကြံရမယ်အလုပ်နဲ့ထင်ပေါ်ကြော်ကြားမယ်အလုပ်ဘယ်လမ်းရွေးမလဲထင်ပေါ်တဲ့အလုပ်ရွေးမှာမိသားစုထဲမှာဆိုလဲကိုကအရာရောက်တဲ့လူဖြစ်ချင်တယ်အရာထဲရွာထဲမှာဆိုလဲကိုကထင်ပေါ်သူဖြစ်ချင်တယ်ဟုတ်ကဲ့လားဟုတ်ပြီဘွယ်ထူးဂုံထူးတစိတ်ဂုံပြုလက်မှတ်ဂုံပြုမခံရတဲ့ချင်းမွန်းမခံရတဲ့အသိမှတ်ပြုမခံရတဲ့အလုပ်နဲ့အသိမှတ်ပြုချင်းဘူးချင်းမွန်းဂုံပြုခံရတဲ့အလုပ်ဘယ်လိုရွေးမလဲအသိမှတ်ပြုခံရတဲ့အလုပ်ပဲရွေးတော့မယ်အဲ့တော့လာဘသက်ကာယတိလောကလက်လာဘတွေများများရမယ်ထင်ပေါ်ကြော်ကြားမယ်ဂုံပြုခံရမယ်သို့သောအဲ့ဒီအလုပ်ဒီအာကုသိုလ်နဲ့ရှင်းနေတယ်ဆိုရင်
ရွေးတယ်မရွေးတယ်အာကုသိုလ်နဲ့ရှင်ပြီးမှကြီးပွားတဲ့အလုပ်ဒီလမ်းမှန်လားလမ်းမှားလားအားလုံးတတိထားဖို့လိုအပ်မလိုအပ်ကြည်ဒေဝရအစွမ်းစားရှိတယ်ဒေဝရတင်ငန်းဝတ်ပြီးတပတ်အတွင်းဗိညာဉ်ရတာပေါ့မဟုတ်ဘူး3လအားထုတ်နေရတာမဟုတ်ဘူး9ရက်တပတ်အားထုတ်လိုက်တာနဲ့အဘိညာဉ်6ပါးအကုန်ရသွားတယ်ဒိဗ္ဗစက္ခုဒိဗ္ဗသောတပဝေနိဝါဒစေတောပရိယအဘိညာဉ်တွေအကုန်လုံးရတယ်အိဒီဝိဒအဘိညာဉ်အဲ့တော့အဘိညာဉ်တွေရလိုက်တာနဲ့တလွဲစပင်ကောင်းသူ့ကိုယ်သူအထင်ကြီးပြီးတော့ငါလဲဖျားလောက်တော့စွမ်းပါတယ်ဖျားဖြစ်အောင်လုပ်မယ်ဆိုတော့ဖျားဖြစ်အောင်လုပ်တဲ့နည်းသည်ဖျားတတ်တဲ့နည်းလားပါရမီဖြစ်ရတဲ့နည်းလားပါရမီဖြစ်ကြတယ်ဖျားတတ်လိုက်သူကဖျားထင်ပေါ်တဲ့ဖျားတတ်ပလိုက်သူဖျားဖြစ်မှာပဲလို့ဒီလိုယူပလိုက်မြန်တဲ့နည်းသုံးပလိုက်အဲ့တော့ဖျားကိုတတ်ဖို့သူနည်းမျိုးစုံနဲ့မကြံဘူးလားကြံတယ်မရမအောင်တော့နောက်ဆုံးတန်ကအလယ်မှာတန်ဃာတွေစုဝေးမိတဲ့အချိန်မှာပဲမြတ်စွာဘုရားကိုသူက9ခုသောအင်္ဂါရယဟန်တွေအတွက်တောင်းတယ်ကျင့်စဉ်9ခုတိယဟန်များသည်တောထဲမှာပဲနေရမယ်မြို့ထဲရွာထဲမှာမနေရဘူးအရိညကင်ဒုတင်ဆိုတာလူတွေနဲ့ဝေးရာတောထဲမှာပဲညအိတ်ချင်းအလုပ်ကိုလုပ်ရမယ်နော်မြို့ထဲရွာထဲမှာညအိတ်ချင်းအလုပ်မလုပ်ရဘူးနောက်တစ်ခါနှစ်ယဟန်သည်ဆွမ်းမဲခံစားရမယ်ပင့်စွမ်းကပ်ပြီးတော့လာပြီးတော့ကတ်တဲ့စွမ်းပင့်ပြီးတော့လှူတဲ့စွမ်းမစားဘူးနောက်ပန်းတကူသင်္ကန်းပဲယုံရမယ်ဗါတဲ့အခုလိုအသင့်ချုပ်စပ်ပြီးတော့မှစေးဆိုးပြီးလှူတဲ့သင်္ကန်းမျိုးကိုမဝတ်ရဘူးကိုယ့်ဟာကိုယ်သုတ်တန်သသင်္ချိုင်းဝါကပြစ်ထားတဲ့အဝတ်ကိုကောက်လျှော်ဖို့ချုပ်စပ်ဆေးဆိုးပြီးမှဝတ်တဲ့ပန်းတကူသင်္ကန်းကိုသာဝတ်ယုံရမယ်ဟောဒေဝရတောင်းတဲ့အချက်တွေတန်မှန်ကြည့်ရင်မကောင်းဘူးလားကောင်းတယ်နောက်ကျောင်းနေအခုလူတွေအများဆောက်လို့လူတန်းနဲ့လူနေအိမ်နေလို့တိုက်တွေခြံတွေကားတွေနဲ့ရေခဲသစ်တာနဲ့ TV နဲ့အောက်ဆက်နဲ့လူတွေလို့ကျောင်းနဲ့မနေရဘူးတစ်ပင်ရိပ်ဝါပင်ရိပ်မှာပဲနေရမယ်ဟောယဟန်နေရဲ့အကျင့်သိက္ခာတွေကိုပို့ပြီးတော့စင်ကြယ်လာအောင်ပို့ပြီးတော့မြင့်မြတ်လာအောင်လူတွေအနေနဲ့ပို့ပြီးတော့လေးစားထိုက်တဲ့ပုံကိုယ်တွေဖြစ်အောင်ဘယ်နှချက်ရှိသွားပြီ4ချက်ရှိသွားပြီတိဗါလဲမြို့ထဲမှာမနေရဘူးမြို့ထဲရွာထဲမှာမနေရဘူးတောထဲမှာပဲနေရမယ်နှစ်ဆွမ်းခံစားရမယ်ပင်စွမ်းကတ်စွမ်းစား3ပန်းတကူသင်္ကန်းပဲယုံရမယ်သူများလူတဲ့အသင့်ချုပ်ပြီးသားသင်္ကန်းအထည်ကိုမယုံအစကိုလက်ခံလို့မရဘူးနံပါတ်4သိရိတ်ဝါရိတ်မှာပဲနေရမယ်ကျောင်းနေကန်နေမှာမနေရဘူးနံပါတ်5တတ်တတ်လွတ်ပဲစားရမယ်ဗါတဲ့ယဟန်ဆိုတာကမိမိအတွက်နဲ့တပါသောပုဂ္ဂိုလ်တွေပင်ပန်းဆင်းရဲအောင်မလုပ်ရဘူးလို့ခုနကဩဝါဒပါတိမောက်မှာမပါဘူးလားအနုပဝါဒောအနုပဂါဒောအနုပဝါဒောသူတစ်ပါးကိုစွတ်ဆဲခြင်းပြစ်တင်ခြင်းကဲ့ရဲ့ခြင်းမပြုရအနုပဂါဒောသူတစ်ပါးကိုမိမိကြောင့်ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းဖြစ်အောင်မလုပ်ရမိမိရဲ့ကိုယ်နှုတ်စိတ်ကိုစောင့်စည်းရမယ်ဆိုတဲ့မြတ်စွာဘုရားရဲ့ဩဝါဒမရှိဘူးလားအဲ့တော့ကိုယ်ကြောင့်သူများအသက်သေခြင်းကလွတ်အောင်တတ်လွတ်ပဲစားရမယ်တဲ့အချက်ပဲတစ်ချက်တမန်အားဖြင့်ကြည့်ရင်ယဟန်တို့ရဲ့ကျင့်စဉ်စင်ကြယ်ဖို့အမှန်တမ်းမကောင်းဘူးလားကောင်းတာပေါ့ဒီမှာဒုတင်အရိညကင်ဒုတင်ဆိုတာမြတ်စွာဘုရားရှင်ကိုတော်တိုင်ခွင့်ပြုထားတာအထူးကျင့်တာအမြဲကျင့်ရမယ်လို့မပြောဘူးအထူးကျင့်ရင်တော်ထဲမှာပဲနေမယ်မြို့ရွာထဲမှာဝါမဆိုးဘူးဝါမကပ်ဘူးညမအိပ်ဘူးရှင်းသလားဆွမ်းခံစားမယ်ဆိုတဲ့အကျင့်မျိုးကျင့်ရတဲ့ပထပိုက်ဒုတင်ဧကသနိဒုတင်နေမရှိဘူးလားကျင့်စဉ်တွေရှိနေတာပဲအထူးကျင့်စဉ်တွေမြတ်စွာဘုရားပြောထားတာရှိနေတာပဲနောက်ပန်းတကူဒုတင်ဒါလည်းရှိတာပဲပန်းတကူရတဲ့သင်္ကန်းကိုသာဝတ်မယ်ဒီလိုလာကပ်ပြီးအသင်းချုပ်ဆက်ပြီးလူတဲ့အလူမျိုးကိုမဟုတ်ဘူးဒါလည်းရှိတာနောက်ရုပ်ခမှုဒုတင်
ကျောင်းရိပ်ကန်ရိပ်မှာမနေဘူးတိရိပ်ဝါရိပ်မှာပဲနေမယ်ဆိုတဲ့ဒုတင်တွေရောမရှိဘူးလားဒီတဲ့ထူကြတာမရှိသေးတဲ့သစ်ပင်ဘာညာတောင်မမီတော့ဘူးအဘောကာသိကဒုတင်ဆိုတာကွင်းပြင်လွင်တီးခေါင်ကြီးထဲမှာနေမယ်ဆိုတဲ့ဒုတင်မျိုးလည်းရှိတယ်ဒုတင်73ပါးထဲမှာရှိနေတာပဲဗျအဲ့တော့ဒါအထူးကျင့်ရတဲ့လုပ်ငန်းတွေမဟုတ်ဘူးလားအဲ့တော့ဒါတွေကိုတောင်းတာမကောင်းဘူးလားကောင်းသလားကောင်းတာပေါ့အဲ့တော့ဒီ5ပါးသောကျင့်စဉ်တွေကိုယဟန်များအတွက်သတ်မှတ်ပေးပါအရှင်ဘုရားမြတ်စွာဘုရားကိုတောင်းဆိုတမန်လူတွေရဲ့အသိနဲ့ကြည့်ရင်ဒီအလုတ်ကအပြစ်မရှိဘူးကောင်းတယ်လို့ယူဆရပေမဲ့သုတ္တဝါအရိယသာဝကောဆိုတဲ့အကြမြင်များတဲ့အမျှော်မြင်ရှိတဲ့မြတ်စွာဘုရားကဲ့သို့ပညာရှိသူတော်ကောင်းတွေရဲ့အသိဉာဏ်မှာအကျိုးသက်ရောက်မှုမများတဲ့လမ်းစဉ်တွေကောရှိမရှိတမန်လူတွေကအကျိုးများတယ်ပညာရှိကကြည့်တော့ဒီအလုပ်ကအကျိုးမရှိဘူးသဘောပါရဲ့လားအဲ့တော့အခုဒေဝဒတ်ကပြောတဲ့စကားသည်တမန်လူတွေဘက်ကကြည့်ရင်အမတန်ကောင်းတယ်လို့ယူဆလို့ရတယ်ဒါမှမဟုတ်ခုတတ်လွတ်လိုင်းနေတတ်လွတ်ဂိုင်းနေတတ်လွတ်ကျင့်စဉ်နေသီးသန့်မရှိဘူးလားတော်ရဲပဲနေရမယ်ဆိုတဲ့လုပ်ငန်းစဉ်တွေဒါဒေဝဒတ်တောင်းဆိုခဲ့တဲ့အချက်5ချက်မြတ်စွာဘုရားပယ်ချတယ်နောင်တန်တရားအရှိအတွက်အကျိုးမများနိုင်ဘူးဒေဝဒတ်တဲ့ငါခွင့်မပြုနိုင်ဘူးတဲ့ဒေဝဒတ်ကအကွက်ဆိုင်သွားတယ်ကျန်တဲ့ယဟန်တွေလဲ့မေးလိုက်တယ်ဘယ်လိုတော့ငါရှင်တို့ဒီငါပြောတဲ့ကျင့်စဉ်ဟာမကောင်းဘူးလားကောင်းတယ်မမှန်ဘူးလားမှန်တယ်အကျိုးမရှိဘူးလားရှိတယ်ရှိပါရဲ့နဲ့ဒါတက်ဆိုတော့မင်းတို့ဘုရားစွာဘုရားကရာဂဒေါသမောဟကင်းတယ်လို့ပြောသေးတယ်ငါ့ကိုဘက်လိုက်ပြီးတော့ငါပြောတာမို့လို့ပယ်ချတယ်အဲ့တော့ငါကောင်းတယ်လို့လုပ်တာငါဘက်လိုက်မဲ့လူတွေငါနဲ့လိုက်ခဲ့ပညာချက်ကိုခွင့်မပြုရင် तू ပြောတဲ့အတိုင်းနေခြင်းတက်တောင့်တက်တာနေခြင်းတဲ့လူနေကြကြဂိုင်းခွဲချိုက်ဒေဝရတ်နောက်ကတန်ခါ900ပါသွားဘယ်လောက်ပါသွားကျင်သလားအဲ့ဒီပါသွားတဲ့တန်ခါဟာအရိယာဖြစ်မလားပုထုဇဉ်ဖြစ်အရိယာဆိုတာကဘုရားတရားတန်ခါပေါ်မှာအကျွင်းမဲ့ယုံကြည်သွားပြီမြည်သူပယောဂကြောင့်မှတန်တရားဖြစ်เสียအရိယာမှာရှိသေးလားတန်တရားဖြစ်ခြင်းမရှိတော့ဘူးယုံကြည်ချက်တွန့်ဆုတ်ခြင်းမရှိတော့ဘူးပုထုဇဉ်ဆိုတာတော့အသွင်သာပြောင်းထားတာအပြင်တန်တာမဲပြောင်းနေတယ်အတွင်းကစိတ်ကပြောင်းပြီလားမပြောင်းသေးဘူးပုထုဇဉ်မှာယာကဒေါသမောဟတွေရှိမရှိဒိဋ္ဌိတဏမာနတွေမရှိဘူးလားရှိတော့ကိုယ်တွေးကိုယ်ကြံကိုယ်ယူဆနဲ့ကိုဟုတ်လာပြီလို့ထင်ပြီးတော့ဒေဝရဘက်ကတခါ900ပါသွားဒေဝရကအဲ့ဒီတန်ခါ900ကိုခေါ်သွားပြီးတော့လာငါဖျားလုံးမယ်ဆိုပြီးတော့ဂယာတိတဆိုတဲ့အခုဖျားဖြစ်တော်ပွင့်တော်မူရာဗုဒ္ဓဂယာလို့ခေါ်တဲ့ဂယာကိုခေါ်သွားပြီးတော့တောထဲမှာတန်ခါ900နဲ့သတင်းသုံးပြီးနေလိုက်မြတ်စွာဘုရားကြည်နေလိုက်တယ်ဘာမှမပြောဘူးနောက်ကာလကလေးနည်းနည်းလွန်သွားပြီသူတို့လည်းဟိုမှာအခြေကျပြီဆိုတဲ့ချိန်မှာမြတ်စွာဘုရားညံတော်နဲ့ကြည်လိုက်တော့ဒေဝရနောက်မှာလိုက်လာလိုက်နောက်လိုက်တန်ခါ900ရဲ့ညံရင့်ချိန်ရောက်လာတယ်ဘာဘယ်အချိန်ညံရင့်ချိန်ဆိုတာဘာလဲကောင်းတယ်သားကိုသိတာကိုဖြေတာကောင်းတာပေါ့နော်ညံရင့်နေဆိုတာဗါတဲ့သားတန်ဝေကရတဲ့ချိန်အစိတ်ပိုင်းတစ်ခုအပြင်ထဲ့ခြင်းလဲထဲ့လို့တော့ရတာပေါ့ကွာနော်ညံရင့်နေဆိုတာဗါလဲနော်အခုမြတ်စွာဘုရားရှင်ရဲ့တရားတော်တွေကိုမှန်မှန်ကန်ကန်သိနိုင်မြင်နိုင်ဆုံးဖြတ်နိုင်တဲ့အချိန်ဒါကိုညံရင့်ခြင်းပြန်ပြောကြည့်သမှာမြတ်စွာဘုရားဤအဆုံးအမတရားများကိုမှန်မှန်ကန်ကန်
သိနိုင်မြင်နိုင်ဆုံးဖြတ်နိုင်တဲ့အချိန်ပြန်ပြောမလေးပြင်းလိုက်ကြတာနော်ရအောင်မှနင်တို့သိကြတယ်အရေးကြီးတာခြံထားတယ်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုမှန်မှန်ကန်ကန်သိနိုင်မြင်နိုင်ဆုံးဖြတ်နိုင်တဲ့အချိန်အခုကိုပဲပြန်တွေးမင်းတို့အိမ်ပြန်ရောက်ရင်ခုငါတို့မြတ်စွာဘုရားတရားတော်တွေများစွာမကြားဘူးလားဘလောက်ပိုင်နိုင်သိထားပြီလဲဘလောက်ပိုင်နိုင်မြင်ထားပြီလဲဘယ်လောက်ကိုဆုံးဖြတ်ချက်ချထားနိုင်ပြီလဲကိုယ့်ကိုစဉ်းစားအသိဉာဏ်မရင့်ကျက်သေးတော့ဒီတရားတော်ကိုနှလုံးသားထဲမှာဉာဏ်ထဲမှာပိုင်နိုင်လက်ခံထားဖို့မဖြစ်နိုင်သေးဘူးလေအခုခင်ဗျားတို့အားလုံးသိဘူးတာပဲခန္ဓာဘယ်နှပါးရှိတယ်ဒါမေးလိုက်အားလုံးသိပြီသားအခုခေတ်ကသိကြည်နူးစရာကောင်းတာခန္ဓာ၅ပါးဖြေနိုင်တယ်ဆိုတာခင်ဗျားတို့တာမင်ညဘဝမဟုတ်ဘူးဒီဘဝကျွတ်တန်းဝင်တော့မယ်ဘဝမကြီးနဲ့ခင်ဗျားတို့ကအတိတ်နဲ့မသိလို့ပေါ့လေးထင်နေကြတာဦးဇင်းတို့ဟောတာပင်ပန်းတယ်ဆိုတာခင်ဗျားတို့ကိုရရှိထားတဲ့ဘဝဒုကိုအလွဲသုံးစားအချိန်ကုန်သွားမှဆိုလို့အားနဲ့အင်းနဲ့ပြောနေတာရှိတာယုတ်တရားနဲ့အဲ့ဒီယုံနာနှစ်ပါးသည်မြဲသောတရားလားမမြဲသောတရားလားကိုပိုင်သလားမပိုင်ဘူးလားဘာသစ္စာတော့အခုမင်းတို့ဖြေလိုက်တဲ့အတိုင်းကိုပိုင်သိထားတာဆိုမင်းတို့အကောအရိယာဖြစ်နေပြီຢာကကင်းနေပြီဒေါသကင်းနေပြီမောဟကင်းနေပြီသို့တော့အဖန်မှန်ကြားဘူးနေပေမဲ့ဉာဏ်ထဲမှာဒီနေ့အထိဆုံးဖြတ်ချက်မချနိုင်သေးတာသည်ဉာဏ်ရင့်ချိန်မရောက်သေးလို့ရှင်းမလားလှုပ်တဲ့ထဲမှာအာဟုသို့ပါနေတယ်အာဟုသို့ပါနေပေမဲ့ဒီလောက်နဲ့တော့ဘာဖြစ်တော့ပေါ့ဟောဉာဏ်မရင်သေးတော့အာဟုသို့ရဲ့အကျိုးပြစ်ကိုလည်းပိုင်နိုင်မသိဘူးကုသိုလ်တရားရဲ့အကျိုးကျေးဇူးကိုလည်းပိုင်နိုင်မသိဘူးအာဟုသို့ရဲ့အကျိုးအပြစ်ကိုမသိဘူးကုသိုလ်ရဲ့အကျိုးကျေးဇူးကိုမသိဘူးပြောစရာစကားတွေအများကြီးပဲရှင်းသလားအနှဲငယ်မြသောအာဟုသို့သေးဟာဘလောက်ဆိုးဝါးတယ်ဆိုတာခင်ဗျားတို့မပိုင်းခြားနိုင်သေးတော့ခမင်းတစ်လုံးအတွက်လိန်လို့ကောင်းကြတော့ခိုးလို့ကောင်းကြတော့ကိုခန္ဓာကိုရှိစိန်ကိုဆွေမျိုးကိုညာရကအတွက်မောက်မာလို့ကောင်းကြတော့ဘာဖြစ်လို့လဲဆိုတော့အမှန်တရားကိုပိုင်နိုင်မသိသေးလို့အဲ့တော့ဒီဝရနောက်လိုက်သွားခဲ့တဲ့ယဟန်နေဉာဏ်ရင့်ခြင်းဆိုတာတကယ်တရားစစ်တရားမှန်ကိုသိနိုင်မြင်နိုင်ဆုံးဖြတ်နိုင်တဲ့အချိန်ရောက်တော့မှမြတ်စွာဘုရားကจิตသားသာရိပုတ္တရာတဲ့တွားရှင်သာရိပုတ္တရာနဲ့ရှင်မမောက္ကလံနှစ်ပါးကိုခိုင်းလိုက်သာရိပုတ္တရာနဲ့မောက္ကလံတွားကြတဲ့ငါသားတော်တွေဉာဏ်ရင့်ခြင်းရောက်ပြီမင်းတို့တွားပြီးဆောင်းခဲ့ကြဆိုတော့ဟိုကအဖွဲအသင်းနဲ့ခွဲသွားတာဆိုတော့ဒီကတပါးနှစ်ပါးတည်းတွားရင်အန္တရာယ်ရှိတော့နောက်လိုက်တန်ခါများစွာနဲ့ဂယာတိတကိုလိုက်သွားတယ်လိုက်သွားပြီးတော့တန်ခါသူတို့နဲ့ပါလာတဲ့တန်ခါပိုများတယ်ကဲအသေးစိတ်ပြောရင်ဇလန်းပမာမှာနားဆင်စရာကြာသွားမှာဆိုလို့ဒေဝရတ်ကရှင်သာရိပုတ္တရာရှင်မမောက္ကလံလိုက်လာတဲ့ဆိုတော့ဟာတွေးလားငါလမ်းမှန်မနေနိုင်ပါဘူးကွအမှန်တရားကိုကြိုက်တဲ့လူတွေလာမှာပေါ့ခတ်တီတီနဲ့ဘဝင်မြင့်သူ့နောက်လိုက်တပည့်ကပြောတယ်မဖြစ်နိုင်ဘူးတဲ့ဒါရှင်သာရိပုတ္တရာရှင်မမောက္ကလံဆိုတာသာသနာမှာပညာအရာဣတတဲ့တကိုးအရာဣတတဲ့လက်ရရန်လက်ဝဲရန်ခေါင်းဆောင်ဒါဘယ်နည်းနဲ့မှကိုရောအောက်ကိုဝင်လာတာမဖြစ်နိုင်ဘူးတဲ့သူပြောတယ်ဒါပေမဲ့လူမိုက်ကဘယ်တော့မှအမှန်မတွေးနိုင်ဘူးဘဝင်မြင့်ပြီးတော့လာငါတပည့်တွေများလာပြီဆိုတော့ဟိုကပါလာတဲ့အချမ်းရံတန်ကားတွေချမ်းရံပြီးတော့နေတယ်အခုလိုညချမ်းအချိန်မှာအလာဘသလာဘပြောသာရိပုတ္တရာတို့လာမောက္ကလံတို့လာမြတ်စွာဘုရားခေါ်သလိုခေါ်တာသူကသာရိပုတ္တရာမောက္ကလံလာကြဘာညာဒီလိုခေါ်တာဒါဒေဝရပြောတာနော်ဥဒုမင်္ဂလာပြောတဲ့စကားမဟုတ်ဘူးရှင်းလားဒါလည်းပြောရသေးတာတို့ကပြန်တဆင့်ပြောရတယ်ဆိုတော့ indirect speech ကိုသုံးရတာ direct speech မဟုတ်ဘူးတချို့ကအဲ့ဒါကို direct speech ထင်ပြီးတော့တောင်ဝေဖန်မြောက်ဝေဖန်လုပ်တဲ့လူတွေရှိသေးတာကွာနော်ကြထားလိုက်ပါတော့အဲ့ဒီမှာသာရိပုတ္တရာမောက္ကလံလာကြဘာညာနဲ့သူကမြတ်စွာဘုရားစံပယ်တော်မူတဲ့အတိုင်းကိုသူကပုံစံယူပြီးတော့လုပ်လိုက်ပြီးတော့ငါကိုယ်တော်ခါးညောင်းတယ်မြတ်စွာဘုရားလို့ပေါ့
ငါကိုတော့ခါးညောင်းနဲ့အနှဲငယ်ငါနားအောင်မယ်ညတကောင်လောက်ကြတော့ကဲသာရိပုတ္တရာမောက္ကလန်တို့ယဟန်တွေကိုတရားဟောကြမြတ်စွာဘုရားဆိုတဲ့အတိုင်းသူကဟိဟန်အပြည့်ဆိုတော့အတုခိုးတာတော့မြန်တာပေါ့ကွာ तू ကအတုလုပ်ချင်နေတာကိုအဲ့ဒါနဲ့ရှင်သာရိပုတ္တရာလည်းဒီအတွက်ပဲလာတာဒေဝရအခွင့်ပြုတော့မှဒေဝရကမြတ်စွာဘုရားနားတယ်ဆိုတာကခဏကလေးခန္ဓာကိုယ်ပင်ပန်းမှုကိုပြေပြောက်ယုံလောက်လျောင်းလိုက်တာအိတ်တာမဟုတ်ဒေဝရကတော့ငကိုကလေးကရုပ်မာတဲ့အကြံတကယ်တော့သူရထားတဲ့အဘိညာဉ်ကလည်းသင်္ကန်းဝတ်ပြီးတပတ်နေမှာအဘိညာဉ်6ပါးအကုန်ရတယ်ရပြီးဒီအစွမ်းနေအကုန်ဒေဝရအဇာတတကိုပြဆွဲဆောင်သူ့ဘက်ရောက်ပြီဆိုတာနဲ့သူ့စိတ်ထဲမှာဒါဆိုโอเคပြီဖះကိုပြန်ပြီးတော့တိုက်လို့ရပြီလို့စိတ်ထဲမှာဖះကိုပြစ်မှားတဲ့စိတ်ပေါ်ကြတဲ့သူ့အဘိညာဉ်ပျောက်သွားပြီမရှိတော့ဟုတ်ပြီနော်ဒါပေမဲ့ဟိတ်နဲ့ဟန်နဲ့တခါလှုပ်ပြခဲ့ဘူးတော့လူဆိုတော့အကုန်ကြောက်နေကြတာတကယ်တော့သူ့မှာဘာမှမရှိတော့အဲ့တော့တမာရီမရှိသီလမရှိတဲ့ပုဂ္ဂိုလ်ဆိုတော့လဲလိုက်အောင်မယ်ဆိုတော့အိပ်ပျော်သွားအောင်တခေါခေါနဲ့သူအိပ်ပျော်နေတဲ့အချိန်မှာရှင်သာရိပုတ္တရာကတပည့်900ကိုတရားဟောတရားဟောလိုက်တော့ရှင်သာရိပုတ္တရာတရားအပိမှာပဲ900သောတပည့်တွေယဟန္တာဖြစ်သွားဘာဖြစ်သွားလဲယဟန္တာဖြစ်သွားတယ်ဆိုတာဘာဖြစ်သွားလဲမြတ်စွာဘုရားတရားတော်ကြီးဝမ်းနဲ့ကိန်းသွားတယ်အမြင်မှန်ရသွားတယ်တရားကိုပိုင်ပိုင်နိုင်နိုင်လက်ဆုပ်လက်ကန်ရသွားပြီဆိုတော့မှရှင်သာရိပုတ္တရာကဒီတပည့်တွေပြန်ခေါ်ပြီးထွက်သွားတာဒေဝရတယောက်ထက်ကြံခဲ့တယ်သူ့အနိက PA တယောက်နဲ့သူနဲ့2ယောက်ပေါ့ကွာ2ပါးပဲကြံခဲ့တယ်ဟုတ်ပြီနော်ကောင်းပြီအဲ့တော့မှနောက်တနေ့မနေ့ဝေလူဝန်ကျောင်းတော်ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးထံရှင်သာရိပုတ္တရာကတန်ဃာတွေခြံရံပွေးပွင့်လာတော့မှမြတ်စွာဘုရားပြောတယ်ကြည်သာဟေးတဲ့ငါသားတော်သာရိပုတ္တရာရဲ့တင့်တယ်ခြင်းကိုမင်းတို့ကြည့်ကြတန်ဃာအများကိုလမ်းမှန်ပြဖော်ဆောင်ပြီးတော့ဥဆောင်လာလိုက်တာငါသားတော်ရဲ့တင့်တယ်ခြင်းကိုကြည့်ကြစမ်းဆိုတော့ယဟန်တော်များကရှင်ဖျားတဲ့ရှင်သာရိပုတ္တရာကြည်ညိုဖွယ်ကောင်းလိုက်တာတပ်ပယ်လိုက်တာတင့်တယ်လိုက်တာတန်ဃာကိုဥဆောင်နိုင်စွမ်းဟာအမခမ်းပါပဲဖေဟာဒေဝရနောက်လမ်းမရောက်သွားကြတဲ့ယဟန်တန်ဃာတွေကိုအားလုံးကိုယ့်ဘက်ပြန်ပါလာအောင်ဆွဲဆောင်နိုင်ခဲ့တဲ့ပညာထူးချွန်မှုဉာဏ်ပညာထက်မြက်မှုလုံလဝရိယကြီးမားမှုနိပရိရဲ့ကြွယ်ဝမှုရောက်ချင်းကတရားဟောမလို့လာတာလို့ပြောသလားမပြောဘူးဒေဝရနဲ့တခါတည်းရေလိုက်ငားလိုက်ပြောထိုင်ပြောနေတာပြောရင်ဒေဝရအိပ်ပျော်သွားမှတရားထဟောတာအဲ့ဒီမှာမြတ်စွာဘုရားကချစ်သားတို့တဲ့အခုငါဖရာရဲ့သားတော်ကြီးသာရိပုတ္တရာငါဖရာရဲ့သားတော်လည်းဖြစ်တယ်အရိယာမက်ဖို့တွေလည်းရပြီးသားပုဂ္ဂိုလ်ပညာအရာလည်းဣတတဲ့ထူးချွန်ပြီးသားပုဂ္ဂိုလ်ဒီအမှုကိစ္စလောက်ဆောင်ရွက်လိုက်နေဘာမှမထူးဘူးกว่าတဲ့အဆန်းမဟုတ်ဘူးတဲ့တကယ်တော့သာရိပုတ္တရာဟာဟိုးလွန်ခဲ့တဲ့တရိစ္ဆာန်ဇတ်ဖြစ်နေတဲ့အချိန်တုန်းကတောင်ပရိသတ်ကိုဆောင်နိုင်တဲ့အတ္တိရှိတယ်လို့မြတ်စွာဘုရားကလမ်းညွှန်ပြီးတော့ငါသားသာရိပုတ္တရာဟာအတိတ်တုန်းကလည်းသားသမင်ဆိုတဲ့တလိ္ဆန်ဘဝရောက်နေတုန်းကတောင်နီးမှန်လမ်းမှန်ကိုရွေးချယ်နိုင်စွမ်းရှိတယ်ဒေဝရကအခုမှနီးမှလမ်းမားတွေသုံးတာမဟုတ်ဘူးတဲ့ခိုးတုန်းကကလေးကနီးမှလမ်းမားတွေသုံးခဲ့လို့ဒေဝရအပေါင်းအသင်းတွေပျက်စီးခဲ့ရဘူးတယ်လို့မြတ်စွာဘုရားကအတိတ်ကိုညွှန်းပြီးတော့ပြောအဲ့ဒီမှာရှင်သာရိပုတ္တရာနဲ့ယဟန်တော်တွေအကုန်ရောက်လာပြီးကြောကြတောင်းပန်ကြပြီးတဲ့အချိန်မှာယဟန်တော်တွေကတောင်းပန်တယ်အရှင်ဘုရားတဲ့ရှင်သာရိပုတ္တရာအရှင်မြတ်ကြီးရဲ့ယခုပညာရာဣတတဲ့ဓမ္မသေနာပတိကြီးတစ်ပါးအနေနဲ့ထူးချွန်ပုံထက်မြက်ပုံစွမ်းအားကြီးပုံတို့ကိုတပည့်တော်တို့မျက်မြင်ဒိဋ္ဌကြည်ညိုဖူးမြင်နေရတာတပည့်တော်တို့အတွက်လက်တွေ့ဖြစ်နေတဲ့အတွက်မြင်နေရပါပြီတဲ့အတိတ်ကဘယ်လိုများနီးမှန်လမ်းမှန်နေနဲ့
အများအကျိုးကိုရွတ်ဆောင်နိုင်ခဲ့တဲ့ပုဂ္ဂိုလ်ကြီးဆိုတာတပည့်တော်တို့သိခွင့်ပေးပါဒေဝရဘယ်လိုလမ်းမှားခဲ့သလဲတပည့်တော်တို့အစဉ်သနာခြင်းကိုအကြောင်းပြု၍ဟောပြတော်မူပါဆိုမှမြတ်စွာဘုရားကအတိတ်ဇတ်ကိုဟောဇတ်တော်ရဲ့နာမည်ကလက္ခဏမိဂဇတ်တဲ့ပါတယ်လေ50နိဗ္ဗာန်တော်ထဲမှာလာတယ်လက္ခဏမိဂဇတ်ကဲစစ်သားတို့နားထောင်ကြတဲ့တခုတောကာလကဗာရာဏသီဗြဟ္မရမင်းကြီးအုပ်ချုပ်နေတုန်းပေါ့ကွာထားပါတော့အဲ့ဒီမှာဒုဖျားရှင်ကိုရောမြတ်ကြီးဖျားအလောင်းတော်ကတမင်တို့ရဲ့ခေါင်းဆောင်တမင်မင်းတမင်1000အချမ်းရန်ရှိတယ်တမင်ဘယ်လောက်လဲ1000အချမ်းရန်ရှိတဲ့တမင်ရဲ့ခေါင်းဆောင်တမင်ကြီးဖြစ်ခဲ့အဲ့တော့ဒီတမင်တွေကိုတခါတည်းခေါင်းဆောင်ပြီးတော့ဇာနာရိခါဖူလုံအောင်ဘေးရန်အန္တရာယ်တွေဥရုဘေးပြန်အန္တရာယ်တွေကင်းဝေးအောင်လမ်းညွန်ပြီးတော့ဥဆောင်ပြီးနေခဲ့တာအချိန်ကာလကြာမြင့်လာတော့တမင်ကြီးဘုရားအလောင်းတမင်ကြီးကအသက်အရွယ်ကြီးရင်လာပြီအိုလာတော့သူ့မှာသားတမင်နှစ်ကောင်ရှိတယ်တကောင်ကလက္ခဏာတဲ့ဘယ်သူတဲ့လက္ခဏာတမင်တကောင်ကကာလာပါတဲ့သမင်ဘယ်နှကောင်လက္ခဏာသမင်ရဲ့ကာလသမင်ရဲ့သမင်နှစ်ကောင်သားနှစ်ယောက်ရှိတော့သားတွေကိုအရွယ်ရောက်လာတော့ကဲငါသားတို့ဒီပရိသတ်ကြီးကိုဆောင်ကျင်းပြီးတော့အဖေခေါင်းဆောင်ပြီးသွားလာနေရတာပင်ပန်းပြီငါအနားယူတော့အဲ့တော့မင်းတို့ဒီသမင်အုပ်ကိုတယောက်တဝက်စီခွဲပြီးတော့ခေါင်းဆောင်ကြဆိုပြီးတော့လက္ခဏာသမင်နဲ့ကာလသမင်ကိုအကောင်900စီအညီမျှခွဲပေးလိုက်အကောင်ဘယ်လောက်900စီအညီမျှခွဲပြီးတော့ပေးလိုက်ပြီးတော့ဒီလိုပဲလဲလဲကျက်စားနေရင်းနဲ့ထုံးစံအရယာသည်တစ်ခုကောက်ပဲသီးနှံနေရင့်မဲ့လို့စပားရိတ်မဲ့အချိန်ပေါ့ကွာနော်ကောက်ပဲသီးမှန်နေရင့်မဲ့တဲ့အချိန်ကြရင်သားသမင်တွေမှာအန္တရာယ်ကြရောက်တယ်တဲ့ဘာလို့လဲဆိုတော့လူတွေကသူတို့စိုက်ထားတဲ့သီးနှံတွေကိုသားတွေသမင်တွေဝင်ပြီးတော့စားမှဖြက်မှဆိုတော့အဆောင်ကြက်တွေမထားဘူးလားအဆောင်ကြက်ထားကြတယ်တောကောင်တွေကိုခြောက်ကြတယ်အမဲလိုက်ကြတယ်စသဖြင့်သူတို့လောက်ကြတော့ဒီယာသည်ကိုဖះအလောင်းကတော့မှတ်သားထားပြီးတော့လူတွေနဲ့ဝေးရာကိုရှောင်လေးရှိအဲ့တော့အခုလေယာသည်ကြလာပြီဆိုတော့ကဲဒီယာသည်မှာလူတို့နဲ့နီးတဲ့ကောက်ပဲသီးနှံအခင်းသားကိုမင်းတို့သွားရင်မင်းတို့ပျက်စီးလိမ့်အဲ့တော့မင်းတို့ညီကိုနှစ်ယောက်ကိုနောက်လိုက်တွေကိုဆောင်ကျင်းပြီးတော့လူတွေနဲ့ဝေးရာလွတ်ရာဟိမဝန္တာတောင်တစ်ဖက်ချမ်းတောင်ရိုးရဲ့ကြားထဲကရှိုကြားထဲမှာသွားပြီးတော့နေကြကောက်ပဲသီးနှံရိတ်သိမ်းချိန်ကုန်မှမင်းတို့ပြန်လာကြသွားကြဆိုပြီးတော့ဖခင်တမင်ကြီးဖះလောင်းတမင်ကြီးကသားတော်နှစ်ပါးကိုလမ်းညွန်မှုပေးလိုက်မင်းတို့ဒီတမင်တွေကိုဥဆောင်ပြီးသွားကြဘေးလို့ရခေါ်သွားမပြည့်စည်စေနဲ့အဲ့ဒီမှာကာလတမင်ကသူ့နောက်လိုက်900နဲ့တူခေါင်းဆောင်ခွင့်လည်းရပြီဖခင်ထာကခွင့်ပြုချက်လည်းရပြီဒီတော့မင်းတို့အားလုံးငါပြောသလိုလို့ငါညွန်သလိုသွားဆိုပြီးတော့ခေါင်းခတ်တီနဲ့ခေါင်းဆောင်ပြီးတော့သူတို့နေတဲ့နေရာကနေဒီလူတို့နေတဲ့ရက်ဝန်းကိုဖြတ်ပြီးတော့မှတစ်ဖက်ဘေးလွတ်ရတောင်ကျောကိုသွားရမှာသွားတော့ကာလသမင်ကညဥ်ရလူတွေအိတ်ချိန်မှတ်ပြီးတော့ညဥ်ရသွားညဥ်ရတသုတ်လွတ်မနေ့မိုးတော့အာယုံတက်ချိန်တသုတ်လွတ်ဆိုတော့အခုတို့စဉ်းစားကြည့်အောင်အဲ့ဒီလေကွင်းတွေကိုစောင့်နေတဲ့လူတွေကညဥ်ရအိမ်မလားမအိမ်ဘူးလားအိမ်မလားမအိမ်ဘူးလားမအိမ်ဘူးဒီချိန်တမင်တွေဝင်စားတတ်တယ်ဆိုတာတို့မသိဘူးလား
တိတော့ထောင်ချောက်တွေဆင်ထားတယ်ဓာကောင်စောင့်နေတဲ့မုတ်ဆိုးတွေဝိုင်းပြီးတော့စောင့်နေတယ်ပြစ်ဖို့လက်နဲ့ရိတ်ခါအပြည့်စုံနဲ့နိုးကြားစောင့်နေတဲ့အချိန်ဘယ်ချိန်နိုးကြားစောင့်နေတဲ့ပရိယတ်နဲ့စောင့်နေတဲ့အချိန်ကြီးဖြတ်ဆိုတော့တပင်လေးကသူဖြတ်ခိုင်းတော့ဖြတ်ရတာပေါ့ဖြတ်ဆိုတော့ဟိုကမုတ်ဆိုးတွေထောင်ထားတဲ့ထောင်ချောက်ထဲမရောက်သွားဘူးလားဟိုမုတ်ဆိုးတွေရဲ့လိုက်လံတပ်ဖြတ်ခြင်းကိုမခံရဘူးလားဒီတိုင်းပဲအဲ့ဒီတတုတ်ထိသွားလိုက်ပြီဆိုတော့ तू ကနောက်ပြန်စောင့်မိုးလင်းကန်နေဖြတ်ဆိုတော့မိုးလင်းကန်နေဆိုတော့ညစောင့်တဲ့အဖွဲ့အိပ်ပြီးမနေ့စောစောတောလာတဲ့ပုံကိုယ်တွေမရှိဘူးလားအဲ့တော့စောစောအဖွဲ့နဲ့တွေ့နောက်လိုက်သမင်900လုံးပြည့်စည်သွားရှင်းတယ်နော်ကောင်းဆောင်မှုကောင်းလို့လားမကောင်းလို့လားအဲ့ဒီမှာလက္ခဏာသမင်ကတော့ဖခင်ရဲ့သွန်သင်ညွှန်ကြားမှုဖခင်ခေါင်းဆောင်တုန်းကလည်းအနိကလိလာမှတ်သားထားတဲ့အချက်အရအန္တရာယ်ကင်းမဲ့အချိန်ဘေးလွတ်မဲ့နေရာဘေးလွတ်ရာလမ်းကြောင်းဟောစနစ်တကျသူကရွေးချယ်ထားပြီးတော့သူခေါင်းဆောင်တဲ့သမင်အုပ်ကိုခုနကကာလသမင်မင်းပြောသလိုပဲငါပြောသလိုလို့ငါခိုင်းသလိုသွားငါစီမံတဲ့တိုင်းနိုင်နေငါစားဆိုမှစားငါအိတ်ဆိုမှအိတ်စနစ်တကျသင်ကြားပြီးတော့ဘယ်အချိန်ဖြတ်သလုံးဆိုတော့တန်းကောင်ကြော်ဟောညစောင့်နေတဲ့လူတွေလည်းပင်ပန်းပြီးတော့အိပ်ပျော်တဲ့အချိန်မနဲ့ရာခင်းလာမဲ့လူတွေလည်းမထသေးတဲ့အချိန်ဒီအချိန်ကိုရွေးပြီးတော့ရာခင်းနဲ့ဝေးရတောင်ကပင်ရနဲ့နီးနိုင်သမျှနီးကနေပြီးတော့လူတို့ရဲ့ထောင်ချောက်ဆင်ထားတာပရိယေဆင်ထားတာလက်နဲ့ဆင်ထားတာအဲ့ဒီအရာတွေကိုတခါတည်းမှတ်သားရှေ့ကနေအနံ့ခံခေါင်းဆောင်ပြီးတော့သူကိုယ်တိုင်ဥဆောင်ပြီးတော့ဘေးလွတ်ရာလမ်းကနေစနစ်တကျခေါ်ပြီးတော့ဘေးလွတ်ရာနေရာကိုအရောက်ဆောင်ကျင်းသွားတကောင်မှအပြည့်စီးတကောင်မှမုတ်ဆိုးလက်ထဲကြာရောက်တယ်လို့လည်းယူဟောဘာမှန်လို့လဲနီလန်အဲ့တော့စနစ်တကျရွေးချယ်မှုရောမရှိဘူးလားအတိအကျလိုက်နာမှုလည်းရှိတယ်ခေါင်းဆောင်ကတခါတည်းမင်းတို့ဘေးလွတ်အောင်ငါပြောတဲ့အတိုင်းနားထောင်ကြဆိုပြီးတပည့်တပန်းတွေကိုလည်းအားလုံးတေချာကြနနညွှန်ကြားနိုင်မှုရောမရှိဘူးလားအတိအကျခေါင်းဆောင်ပြီးတော့ခေါ်သွားလိုက်တဲ့အခါကျတော့900လုံးဘေးလွတ်သွားခဲ့ရာသီကုန်သွားပြီလူတွေလည်းအဲ့ဒီလိုထောင်ချောက်စင်တာတွေအမဲလိုက်တာတွေမရှိတော့သမင်ဖမ်းချိန်ကြော်သွားပြီပေါ့ဟုတ်ပြီနော်ဒါတော့တို့နိုင်ငံမှာကျတော့ဒီလိုခက်ပြောနေရတယ်ဟိုးဒီသမင်တွေပေါ်တဲ့အမေရိကတို့နိုင်ငံမျိုးနော်ဟိုးသားကောင်တွေသားပိုက်ကောင်တို့ဘာလို့ပေါ်တဲ့ဩစတြေးလျလိုနိုင်ငံမျိုးနောက်ဟိုးယူရိုပအဲ့ဒီချိန်မှာကျတော့တို့ကသမင်တွေကိုဘေးမဲ့ပေးချိန်ဆိုတော့ပေးထားတယ်အဲ့ဒီအချိန်မှာသမင်တွေသွားလို့ရသွားလာလို့ရလာဘယ်သူကမှဘာမှမလုပ်ဒါပေမဲ့သမင်တွေကိုပြစ်ချိန်ဖမ်းချိန်ဆိုတာလည်းတတ်ရှိတယ်သူ့လာနဲ့သူတတ်မှပေးထားတယ်အဲ့ဒီလာကြရင်တော့သူတို့ကသမင်ပြစ်ခွင့်ရှိတယ်ဖမ်းခွင့်ရှိတယ်ဟောအဲ့ဒီတိုင်းပဲအခုကဦးဇင်းတို့ဒီဝတ္ထုကဒီပုံစံနဲ့သွားညီနေတယ်အဲ့ဒါလူတွေသမင်ဖမ်းတဲ့အချိန်မှာသမင်တွေကဘေးလို့ရမရှောင်ရဘူးလားရှောင်ရတယ်မဖမ်းတဲ့အချိန်သူတို့ကမဖမ်းတော့ဘူးရံမလုပ်တော့ဘူးဆိုတဲ့အချိန်ကျတော့လွတ်လပ်နေလို့ရသွားပြီဆိုတော့သူ့အချိန်နဲ့သူစနစ်တကျကျင့်ဆောင်တတ်ဖို့လိုအပ်မလိုအပ်အေးဒီတရားတော်ကိုကရှေ့ကထာဂရဆရာတွေကဘယ်ထဲထည့်ထားလဲဆိုတော့ဒီလက္ခဏမိဂဇတ်ကိုသီလဝတ်ထဲမှာထည့်ထားဘယ်ထဲမှာသီလဆိုတာကျင့်စဉ်သီလဆိုတာဘာလဲအဲ့တော့ကိုယ်ဘဝအတွက်ဘေးကင်းဖို့ရဘသူကိုယ်တိုင်ရွတ်ဆောင်အောင်အဲ့တော့ဘေးကင်းရလမ်းလဲရွေးတတ်ဖို့လိုအပ်မလိုအပ်လူတွေအိတ်ချိန်ပဲကွဒီချိန်ဆိုရပြီဆိုပြီးညာဥယံသွားဖြတ်လိုက်တော့တာမန်လူတွေကတော့အိတ်ပြီပေါ့သမင်ဖမ်းဖို့စောင့်နေတဲ့လူတွေကသူတို့ကိုဖမ်းဖို့ကိုစောင့်နေတာပါဆိုမှတော့အဲ့အစင်သင့်နိုးကြတက်ကြွနေတဲ့အချိန်မဖြစ်ဘူးလားဖြစ်တော့သူတို့အန္တရာယ်ကြရောက်သွားပြီ
အဲ့ဒီချိန်မှာလက္ခဏာသမင်မင်းကဒီချိန်ဖြတ်တဲ့နဲ့မဖြတ်တဲ့ဘူးဆိုတာ तू မသိဘူးလားသိတဲ့ခါကျတော့လူတို့နိုးချနေချိန်မှာမဖြတ်ဘူးညတန်းကောင်ကြော်သွားပြီဆိုတော့ညာဥယျံကလေးကစောင့်နေတဲ့ပုံကိုယ်တွေလည်းကြာလာပြီအိတ်ချိန်ရောက်လာပြီအိတ်ချင်လာပြီတခါသူတို့နဲ့နီးစပ်ရာကလည်းမသွားဘူးဝေးရလမ်းကြောင်းကနေဖြတ်သွားတယ်ဟိုကတော့လူတွေအိပ်ပြီးဒီကနေရဲရင်ဖြတ်ဆိုဖြတ်ချတော့ထောင်ချမိတဲ့ကောင်းမိသမင်အော်တန်ကြတော့မုတ်ဆိုးတွေကလိုက်ဆိုတော့အကုန်မပြည့်စည်ဘူးလားကဲသူတို့သမင်နှကောင်ပြန်လာတဲ့အချိန်ကျတော့ရာသီကုံလို့ပြန်လာတော့တောထဲမှာဘေးကင်းရမှာပုံနေတဲ့ဖခင်သမင်ညစ်စီပြန်လာကြတော့လက္ခဏာသမင်နောက်မှာအချမ်းရအပြည့်အစုံမပါဘူးလားကာလသမင်နောက်မှာတကောင်မှမပါတော့ရှင်းလားဟဲ့အဲ့တော့ရွေးချယ်တတ်မှုဟာအရေးကြီးမကြီးဘဝတစ်ခုရလာပြီတို့တွေခုသားသမင်နေလို့ပဲခင်ဗျားတို့ကျုပ်တို့မှလည်းအန္တရာယ်တွေဆိုတာရှိမရှိရိုးရိုးလေးသွားရင်ကြံတဲ့အန္တရာယ်ဘာမှမရှိဘူးဆိုရင်တောင်အိုဘေးနာဘေးသေဘေးမရှိဘူးလားရှိပါဗျာမအိုသင်မအိုခင်မှလှုပ်တဲ့အလုပ်ကိုအိုမှလှုပ်လို့မရဘူးမနာခင်လှုပ်တဲ့အလုပ်ကိုနာမှလှုပ်လို့ကျင်သလားအဲ့တော့သေကောင်ပေါင်းလဲဖြစ်မှအရေးကြီးတဲ့အလုပ်တွေလုပ်ချင်လို့ရနိုင်ပါဦးမလားဒါဖြင့်သူ့ချိန်နဲ့သူ့ကာလနဲ့တင့်ရအလုပ်ကိုမှန်မှန်ကန်ကန်ရွေးချယ်တတ်ဖို့လိုအပ်မလိုအပ်တခါအခုငယ်စဉ်အချိန်စီးပွားရှာနေတဲ့အချိန်မှာလဲစီးပွားရှာရမယ့်အချိန်မို့လို့အပတကုတ်ရှာပါတယ်သို့တော့မှုသားပြောပြီးရှာမယ်သူများပစ္စည်းခိုးပြီးရှာမယ်သူများအသက်သတ်ပြီးရှာမယ်ဆိုရင်အဲ့ဒီအလုပ်ဒီဘေးကင်းတဲ့အလုပ်လားမကင်းတဲ့အလုပ်လားချမ်းသာကြောင်းလားဆင်းရဲကြောင်းလားငွေရတိုင်းချမ်းသာကြောင်းလို့ယူဆလို့မရဘူးယာရုတွေတိုးပြီးဂုံတွေတက်သွားတိုင်းချမ်းသာကြောင်းလို့ပြောလို့ယာရုတော့တိုးနေတဲ့အထက်ဖားအောက်ဖိဟင်အထက်ကိုလည်းဖားနေမပြုတ်ရေးဖားနေရတဲ့တော့သူဒီယာရုတက်သွားတာလားယာရုတော့တက်သွားတာပေါ့ချမ်းသာရတာဆင်းရဲရစိုးရင်ကြောင့်ကြအမြဲမဖြစ်ရဘူးလားမမှန်တဲ့နီးနဲ့တက်သွားတဲ့လူကသူ့နေရာပြုတ်မှသိတ်ကြောက်ဦးဇင်းတို့တွေ့ဘူးတဲ့ဟိုတကယ်ဆိုရင်ဦးဇင်းတို့ရက်သူຢာသားတွေနားလည်ထားတဲ့အယိုးသားဆုံးအရာရှိတွေလို့ယူဆရတဲ့ပညာရေးဝန်ထမ်းတွေကျောင်းဆရာဆရာမတွေတောင်းကျောင်းအုပ်ဖြစ်နေပင်စင်စားတော့မှမို့လို့တဲ့ကြောက်နေတာဟာကျောင်းအုပ်ဖြစ်နေပြီဘာလို့ကြောက်နေတာလဲဆိုတော့သူဒီကျောင်းအုပ်ဖြစ်လာတာနီးမမှန်လမ်းမမှန်နဲ့ဖြစ်လာလို့ရှင်းလားပညာရေးမှုတွေကြောက်နေတယ်အံ့ဩနေပညာရေးမှုဘာကြောက်ဆရာလို့လဲသူပညာနဲ့သူ့ဟာသူရိုးရိုးသားသားစေတနာသုံးတန်ပြထမ်းပြီးတော့မှဆရာလောက်လာတဲ့လူတယောက်ဘယ်သူကြောက်နေရမှာလို့ဆိုမဟုတ်ဘူးကြောက်လိုက်တာမှယာရုပင်စင်မယူကလေးပြုတ်သွားမှဆိုလို့ရှင်းလားနီးမှန်လမ်းမှန်လာလို့လားနီးမမှန်လမ်းမမှန်လာလို့ဒါပဲတို့မြန်မာနိုင်ငံမှာနော်စာဝတ်နေရေးအတွက်နီးမမှန်လမ်းမမှန်ဖြည့်ရှင်းနေတဲ့ဒေဝရဂိုင်းသားတွေတပုံကြီးရှိတော့ပါသလားပြစ္ဆုတ်ပံရောချမ်းသာသလားအထက်လည်းကြောက်နေရအောက်လည်းမနိုင်ရင်ကအယုတ်တမာနဲ့နှိတ်ကွနေရတယ်ဘာလို့ဆိုအောက်ကပန့်ဖိုးလာမှအထက်ပေးလို့ရမှာဟုတ်အဲ့တော့အောက်ကလူတွေလည်းအကျင့်မပြက်အောင်သူမဖြတ်ရဘူးလားလူယုံမှထက်ယုံမှတဲ့လမ်းစဉ်တွေမိမိကိုယ်တိုင်လည်းအကျင့်မားဖို့သွားတယ်ကိုယ်ပတ်ဝန်းကျင်ကိုလည်းအကျင့်မားတွေပဲဆက်လက်အမွေပေးတယ်ပြင်သိမပြင်သိအဖက်ကပြက်စီးဖို့တဲ့နောက်ဆုံးဒေဝဒသွေးပွက်အံပြီးတော့ဘာဖြစ်သွားလဲမြေမြိုပြီးတော့နေကုန်းမချုပ်ပါဘူးလား
သဘောပါသလားခြေရောခြေနဲ့သလားမြတ်စွာဘုရားကိုတတ်ဖို့ကြံခဲ့တယ်နောက်တန်ခါသိမ်းခွဲတဲ့အကြီးမားဆုံးသောပြင်စာနန္ဒီယကံဘုရားကိုသွေးစိမ့်တရားလုပ်တဲ့ကံပြင်စာနန္ဒီယကံနှစ်ထပ်ကွမ်းတဲ့ဒေဝရအခုပဲရောက်သွားပြီရှင်းလားပြစ္ဆုတ်ပံရောသူချမ်းသာသလားတန်တရားမှာရောဘာဖြစ်လို့နီမာလမ်းမားတွေတုံးသွားလို့ရှင်းနကလားဒါဖြင့်အခုဦးဇင်းတို့တော်ကောင်းတို့ကဒေဝရလမ်းလိုက်ကြမလားမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလမ်းလိုက်မလားဒါဖြင့်ကိုဘဝကိုနီးမှန်လမ်းမှန်ထိန်ကြောင်းတတ်ဖို့လိုအပ်မလိုအပ်အဲ့တော့ဘဝမှာနေတဲ့အခိုက်မှာလာဘသက်ကာယတိလောကမရှာမဖြစ်တော့ရှာနေကြတာပဲဒါပေမဲ့မတမာတဲ့လမ်းကရှာရမလားတမာအာဇီဝနဲ့ရှာဒါကပြစ္ဆုတ်ပံချမ်းသာရေးနောက်တစ်ခါတန်တရားအတွက်ရိတ်ခါအကယ်၍ဒီဘဝမှာမလေးတံဖိုလေးတံမရသေးရင်တို့အတွက်တန်တရားဆိုတာရှိမရှိဆိုတော့တန်တရားမှာအောက်တန်းကျတဲ့ယခုဘဝလိုပဲစားဝတ်နေရေးအတွက်ပူပင်နေရတဲ့ဘဝကြောက်ကြနေရတဲ့ဘဝရန်သူမျိုး၅ပါးကိုအမြဲတမ်းစိုးရိမ်နေရတဲ့ဘဝဖြစ်ချင်လားမဖြစ်ချင်ရင်ဒီဘဝကနေပြင်ဆင်ထားလို့ရမရရိတ်ခါစုထားလို့ရမရကျေနပ်သလားဒါနသီလဘာဝနာပြန်ပြောဖြစ်လျာဘဝမှာမတောင်းမတမကြောက်မကြခုနကအရှင်နုယုတ်တာလို့တို့မရှိစကားနားဝမကြားရတဲ့ဘဝမျိုးကိုတိဆောက်ယူလို့ရနိုင်မရနိုင်ကျေနပ်သလားအဲ့တော့စစ်မှန်တဲ့ဒါနတန်ရှင်းစင်ကြယ်တဲ့ဒါနတွေလုပ်နေရင်ဒါနလုပ်ရင်စီးပွားရှာလို့မရဘူးလားစီးပွားရှာရင်ဒါနလုပ်လို့ရောကျေနပ်သလားနောက်သီလကိုချင်းသီလငွေရဖို့အတွက်ငွေနဲ့သီလဘာဝတ္တမှုထားကျေနပ်သလားသီလလုံခြုံပြီးတော့မှန်မှန်ကန်ကန်ရတဲ့ဥစ္စာနဲ့သီလပြက်ပြားပြီးတော့မှန်မှန်မကန်ကြီးပွားတဲ့ဥစ္စာဘယ်ဟာတန်ဖိုးထားရှင်းသလားလမ်းမှန်ကိုရွေးတတ်ဖို့လိုအပ်မလိုအပ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကချစ်သားတို့တဲ့အဲ့ဒီသမင်ခေါင်းဆောင်ဟာငါဖရာပဲအဲ့တော့ငါဖရာရဲ့သားတော်နှစ်ပါးဖြစ်တဲ့လက္ခဏာသမင်မင်းကသာရိပုတ္တရာကာလသမင်မင်းကဒေဝရအလောင်းအဲ့တော့ဒေဝရသည်အခုဘဝမှာလမ်းမားကိုသုံးခဲ့တာမဟုတ်ဘူးတန်တရားမှာလည်းဘာဖြစ်တယ်လမ်းမားကိုသုံးခဲ့တဲ့အတွက်မပျက်စီးရဘူးလားဟိုဘက်မှာတော့သမင်ဘဝတော့သူပရိသတ်အကုန်ပျက်စီးသွားတယ်အခုသူပရိသတ်ကအခုငါဖရာရဲ့တပိသားရှင်သာရိပုတ္တရာသွားပြီးတော့ခေါ်ဆောင်ခဲ့တဲ့ယဟန်900ဟာအဲ့ဒီအချိန်တုန်းကကာလသမင်မင်းရဲ့နောက်လိုက်တွေပဲတဲ့ရှင်းတယ်နော်အခုရှင်သာရိပုတ္တရာအချိန်မီကဲတင်တဲ့အတွက်ဒီနောက်လိုက်900ကတော့လမ်းမှန်ပေါ်မရောက်ဘူးလားသို့တော့ဒေဝရတ်ကတော့ဘာဖြစ်သွားပျက်စီးသွားဘာဖြစ်သွားလဲပြစ္ဆုတ်ပံစီးပွားလဲပျက်စီးသွားတယ်တကယ်တော့ဒေဝရတ်သင်္ကန်းမှုပဲနဲ့သူ့ဟာသူမင်းကြီးမင်းသားအဖြစ်နဲ့ပဲနေရင်ရှင်ဘုရင်စီးစိမ်တွေခံစားလို့မရဘူးလားရတယ်အခုတော့လောကီစီးစိမ်ကသူခံစားခွင့်ရသလားလောကုတ္တရာဆိုတဲ့လောကုတ္တရာဓမ္မတွေရောသူရသွားသလားမရရင်လောကီလည်းရှုံးလောကုတ္တရာလည်းရှုံးကျေနပ်သလားအဲ့တော့အခုခင်ဗျားတို့ကျုပ်တို့ကလောကီစီးပွားလဲရှာလို့ရနိုင်မရနိုင်ဒါလာသီလဘာဝနာရှင်းတယ်နော်လောကုတ္တရာစီးပွားသက်သက်ဆိုရင်တော့သီလသမာဓိပညာပြန်ပြောသီလသမာဓိပညာကျင့်ရတယ်နော်အဲ့တော့ကိုကျင့်တရားဟာအရေးကြီးလားမကြီးဘူးလားအဲ့ဒီကိုကျင့်တရားနဲ့ကိုပညာနဲ့ကြည့်လိုက်စမ်းရှိတာခန္ဓာဘယ်နှပါးခန္ဓာ၅ပါးသည်မြဲသောတရားလားမမြဲသောတရားလားကိုပိုင်သလားမပိုင်ဘူးလားဒါဖြင့်လက်ရှိခန္ဓာကြီးမှာကိုပိုင်တာပါရှိတော့ဘာမှမပိုင်ရင်ဒီခန္ဓာမှမပိုင်ရင်ဒီခန္ဓာရင်းပြီးရှာထားတဲ့ငွေကြေးဥစ္စာစည်းစိမ်တွေရောဆွေမျိုးညာရကသာသမီမြေမြင့်တွေရောကဲဒါဖြင့်ကိုပတ်ဝန်းကျင်မှာကိုပိုင်တာပါရှိတယ်
အဲ့တော့ကိုတခေရရှိမှာကတန်တရားမှာပါလာမှာကကိုရဲ့သီလသမာဓိပညာရှင်းသလားအဲ့တော့ခွန်အားရှိဖို့ဆိုတာဒါပဲနော်သီလသမာဓိပညာခွန်အားပြည့်စုံနေတဲ့ပုဂ္ဂိုလ်သည်ဒါနသီလဘာဝနာကိုအောင်မြင်လုပ်နိုင်မလုပ်နိုင်ဟောအဲ့ဒီကြရိတ်ခါအပြည့်စုလို့ရသွားပြီရှင်းတယ်နော်သီလသမာဓိပညာမရှိတဲ့လူကရိတ်ခါကိုမှန်မှန်ကန်ကန်စုနိုင်တဲ့အစွမ်းဂျင်းတ်ကလားဒါဖြင့်ခင်ဗျားတို့ဘာဘာသာကိုးကွယ်တာဗုဒ္ဓသည်တို့ကတကူရှင်ကဲတင်ရှင်ဖန်ဆင်းရှင်အဖြစ်ကိုးကွယ်တာလားဗုဒ္ဓကဘယ်လိုပုဂ္ဂိုလ်လမ်းပြတဲ့သူပြန်ပြောသားဗုဒ္ဓကဘယ်လိုပုဂ္ဂိုလ်လဲဒါဖြင့်ဗုဒ္ဓပြတဲ့လမ်းကိုရှောက်ရင်အန္တရာယ်ကင်းနိုင်မကင်းနိုင်ချမ်းသာရနိုင်မရနိုင်ဗုဒ္ဓကိုဆန့်ကျင်တော့ဒေဝရဘာဖြစ်သွားပျက်စီးမသွားဘူးလားချမ်းသာရလားဆင်းရဲရလားဒါဖြင့်တို့ဗုဒ္ဓလမ်းအတိုင်းရှောက်ဖို့လိုအပ်မလိုအပ်အဲ့တော့ဗုဒ္ဓလမ်းအတိုင်းဆိုရင်တန်တရားမှာရိတ်ခါဖူးလုံခြင်းရင်အောက်တန်းမကြခြင်းရင်ဒါနာသီလဘာဝနာရှင်းသလားအဲ့ဒီမှာမှဘာဝနာမှာမှနှစ်ပိုင်းရှိတယ်သာသနာ့ဘာမှာဒါနသီလသမထဘာဝနာသာသနာတွဲမှာကြတော့ဒါနသီလဝိပဿနာဘာဝနာဟောဘယ်လိုကွဲသွားလဲသာသနာ့ဘာမှာဗါလဲဒါနသီလသမထဘာဝနာရှင်းတယ်နော်သာသနာတွဲမှာကြတော့ဒါနသီလဝိပဿနာဟုတ်ပလားဟဲ့ဒါနသီလတော့လက်လွတ်လို့အဲ့ဒါရိတ်ခါဒါနသီလရိတ်ခါဒါနမျိုးစေ့ရှိတဲ့လူဟာဖြစ်လေရဘဝမှာတဝမ်းတစ်ခါပင်ပန်းเสียမလို့တော့အခုကိုဘဝတဏှတ်စာစောဝနေရေးပူနေရတယ်ဆိုတာဒါနမျိုးစေ့မအောင်ခဲ့ကြလို့ရှင်းလားနောက်စိုးတထိတ်ထိတ်နဲ့အနိုင်ကျင့်သူနော်မင်းဘေးတခိုးဘေးတို့အမြဲကြောက်ပြီးမနေရဘူးလားဘာမပြည့်စုံလို့သီလမပြည့်စုံလို့အမလီဒါမှမတည့်သေးနေလို့တရားပွဲပြီးလို့မရသေးဘူးဟဲ့ဟင်အခုဘေးရန်အန္တရာယ်မျိုးစုံထိတ်ထိတ်လန့်လန့်မနေရဘူးလားတို့မှသိရင်သိသလောက်ကြောက်เสียကောင်းတယ်ငလင်လုံးမှလည်းကြောက်ရနော်ဆူနာမီလာမှာမုန်တိုင်းလာမှာဟင်တို့တိုင်းပြည်ကဘာမှအယံသေးမရှိတော့ဘာလာသေချင်းစိုးသေဖို့ပဲအဲ့တော့အများတန်းကြောက်မနေရဘူးလားဘာမပြည့်စုံလို့သီလမပြည့်စုံလို့ရှင်းလားအဲ့တော့စီးစိမ်ဥစ္စာမပြည့်စုံတာဘာကြောင့်ဒါနမပြည့်စုံလို့ပြန်ပြောအန္တရာယ်မကင်းဘေးမရှင်းတာကကိုယ်စိတ်နှစ်ပါးမငြိမ်းချမ်းတာကဘာဝနာမပြည့်စုံခဲ့လို့ရှင်းသလားခုဒီဘဝမှာဒါနသီလဘာဝနာအလုံးစုံဖြည့်ဆည်းလို့ရနိုင်မရနိုင်ရနိုင်တော့တို့တွေကသမထဘာဝနာလောက်နဲ့ကျင့်နိုင်မလားဝိပဿနာဘာဝနာရောက်အောင်သွားမလားဝိပဿနာဆိုတာဘယ်ရောက်ကြောင်းတော့နိဗ္ဗာန်ရောက်ကြောင်းဗါတယ်အခုခင်ဗျားတို့တန်တရားခရီးရဲ့လမ်းဆုံးကဘယ်မှာလဲအခုခင်ဗျားတို့ကအဆုံးမရှိတဲ့လမ်းလျှောက်မလားအဆုံးရှိတဲ့လမ်းလျှောက်ပန်းတိုင်မရှိတဲ့အလုပ်လုပ်မလားပန်းတိုင်ရှိတဲ့အလုပ်လုပ်မလားဒီဘဝငွေရဖို့ယာရုတက်ဖို့ဂုံရှိဖို့ဆိုပြီးတော့သီလသမာဓိပညာဖြည့်ဆည်းနေတဲ့လူတွေကပန်းတိုင်ရှိတဲ့လူတွေကမရှိတဲ့လူတွေပန်းတိုင်ပျောက်သွားတဲ့လူတွေပန်းတိုင်ရှိသူဟာကိုပန်းတိုင်ပျောက်အောင်လုပ်မလားပန်းတိုင်ရောက်အောင်လုပ်မလားကျင့်သလားသီလသမာဓိပညာကိုစွန့်လိုက်ရင်ပန်းတိုင်ရောက်မှာလားပန်းတိုင်ပျောက်မှာလားကျင့်ကြလားဒါဖြင့်သီလသမာဓိပညာကိုအရင်တည်ပြီးတော့ဒါနသီလဘာဝနာပိုင်နိုင်သာလုပ်နိုင်ကြရင်ဒီဘဝအတွက်လဲအနေငြိမ့်ပြီးတော့တန်တရားမှာလဲအသေးမအေးဘူးလားအဲ့တော့ပြုံးသေးကြမလားမဲ့သေးမလားလမ်းမလျှောက်ရင်တော့မဲ့သေးရမယ်လမ်းမလျှောက်ရင်အဲ့တော့ဒေဝရကြီးမီးတွေငရဲမီးကအဝိဇိကငရဲမီးကအိုးဇေတဝန်ကျောင်းသားအထိတက်လာပြီးတော့ဒေဝရကိုမြေမြူသွားတယ်ဘာလုပ်မိလို့လမ်းမလျှောက်မိလို့ဘာဖြစ်တယ်ရှင်းသလားဒါပေမဲ့ဒေဝရလို့မြေမြူတာမတွေ့ရပေမဲ့အဖက်ဘက်ကပျက်စီးနေကြတာတွေကောလက်ရှိဘဝမှာမြင်နိုင်မမြင်နိုင်အေးဒီတော့
ဘသူတရားပြက်ပြက်ကိုမပြက်စီပဲလမ်းမှန်ရှောက်နိုင်အောင်ကြိုးစားကြဖို့သိမသိအဲ့တော့ဘဝကိုပြီးရောတိဆောက်ကြမလားအောင်မြင်တဲ့ဘဝဖြစ်အောင်တိဆောက်မလားအဲ့ဒါဖြင့်ဘဝရဲ့အင်အားတွေကသီလသမာဓိပညာရိက္ခာကဒါနသီလဘာဝနာဒီတိုင်းသာလမ်းမှန်လျှောက်ရင်လိုရာပန်းနိုင်ရောက်နိုင်မရောက်နိုင်မြတ်စွာဘုရားကဟောဒီလက္ခဏမိဂဇတ်ကိုအရင်တည်ပြီးတော့ချစ်သားတို့တဲ့မင်းတို့ပြစ္ဆုတ်ပံဒေဝရကိုကြည့်ငါဘုရားရဲ့ဇတ်တော်တွေကလက္ခဏသမင်မင်းဟာငါဘုရားရဲ့အဆုံးအမအတိုင်းတသမွေတိတ်လိုက်နာပြီးတော့လမ်းမှန်နီးလမ်းမှန်ကိုမှန်မှန်ကန်ကန်ကျင့်သုံးတဲ့အတွက်အန္တရာယ်လည်းကင်းတယ်ဘေးလည်းရှင်းတယ်ဟုတ်ကဲ့လားအခုသာရိပုတ္တရာဒီငါဤစကားကိုနားထောင်တဲ့အတွက်ကောင်းစွာမိမိအကျိုးလဲဆောင်နိုင်မဆောင်နိုင်လောကအကျိုးလဲဒေဝရသည်ဘုရားစကားကိုနားမထောင်နီလန်မားတွေသုံးခဲ့တဲ့အတွက်မပြည့်စည်ဘူးလားအဲ့တော့အခုလဲကိုဘဝလေးကိုအချိန်မီအကျိုးရှိရှိပြုပြင်ရဖို့လိုအပ်မလိုအပ်အဲ့တော့မပိုင်တာမဆိုင်တာတွေအတွက်ဘဝကိုအပြည့်စည်ခံမလားပိုင်ဆိုင်တာကိုအရယူမလားဒါဖြင့်စီးစိမ်ဟာကိုပိုင်သလားယာဒူပွဲတစိတ်ကိုတကယ်အပိုင်ရမှာကဒါနသီလဘာဝနာကျင့်သလားအဲ့ဒါကိုအင်အားဖြစ်တဲ့သီလသမာဓိပညာခွန်အားတွေနဲ့ပိုင်နိုင်ရယူသွားမယ်ဆိုရင်ဒီဘဝအမြတ်ရနိုင်မရနိုင်ကျင့်ပြီနော်အဲ့တော့အားလုံးအရှုံးပေါ်တဲ့လမ်းကသွားကြမလားအမြတ်ရအောင်လုပ်မလားအဲ့တော့အမြတ်တကအမြတ်ဆုံးကဝိပဿနာအလုံးဟုတ်ပြီနော်ဒါကတော့သာသနာ့ဘမှာရှိသလားမရှိဘူးဘုရားပွင့်တဲ့သာသနာတွဲမှာရှိတော့ဝိပဿနာဆိုတာဘု து ကိုဘု து ကြည့်တရားဆိုတာဘယ်မှာရှိခန္ဓာမှာရှိတယ်ခန္ဓာအရှိတရားကယုတ်တရားနဲ့ယုတ်နာနှစ်ပါးသည်မြဲသောတရားလားမမြဲသောတရားလားမမြဲတဲ့တရားသည်ကိုပိုင်သလားကိုမပိုင်ဘူးလားအဲ့ဒီမပိုင်တဲ့တရားသည်ချမ်းသာသလားဆင်းရဲသလားဒါဖြင့်ယုတ်နံခန္ဓာဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာလာရင်ဒီဘက်ကနီးမလမ်းမတွေလာအောင်မလားမလာရင်သေတာကနောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲအေးကဲတော့သစ္စာ၄ချက်တပြိုင်တည်းကိုက်မှသာလေးရဲ့တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ့ဆသောတတိမလျှော့သောဇွဲလုံးလာဝရိယလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်ဒီသာသနာနဲ့ကြုံတွေ့ကြိုက်ကလေးမှာနီးမှန်လမ်းမှန်နဲ့ဘဝမှန်ကိုတည်ဆောက်နိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ဒီညဒီမြနဲ့နာကြစို့ကဲ15မိနစ်လောက်ဝိပဿနာဘာဝနာပွားများအားထုတ်ကြရရင်မကောင်းဘူးလားဟုတ်ပြီအားလုံးနော်စိတ်တူသဘောတူကြည်ပြူစွာနဲ့ဝိပဿနာအလုပ်လုပ်ရအောင်အရိယာဘုတ်ပြင်မှာတင်မလင်ခွေထိုင်ထိုင်ဒုတုတ်ထိုင်ထိုင်နှစ်သက်သလိုထိုင်သို့သောခါမမထာကောင်းမမထာလက်ဖွားနှစ်ဖက်ရှက်လက်မထိတ်ချင်းထိထပ်တင်မလင်ခွေထိုင်ထိုင်ဒုတုတ်ထိုင်ထိုင်နှစ်သက်သလိုထိုင်သို့သောခါမမထာကောင်းမမထာလက်ဖွားနှစ်ဖက်ရှက်လက်မထိတ်ချင်းထိတာမယ်အရိယာဘုစိတ်တိုင်းကြရင်မျက်လွှာလေးချနာသီးဆုံးမှာတတိကလေးလေးဖြည်းဖြည်းမှန်မှန်ရှုမယ်ဖြည်းဖြည်းမှန်မှန်ပြန်ထုတ်မယ်ဝါဝါရှုမယ်ဝါဝါထုတ်မယ်စိတ်မပြန့်လွင့်ပါစေနဲ့မတူရပါစေနဲ့
တတိကထပါတတိလက်မလွတ်ပါစေနဲ့ဘဝတန်တရားခရီးသွားတွေအတွက်ကိုယ်ပိုင်ဓာတ်ခံအင်အားရှိဖို့လိုတယ်ရိက္ခာပြည့်စုံဖို့လိုတယ်တန်တရားရိက္ခာဆိုတာကိုဒီဘဝခမည်းတော်ယက်တိမှုစာဝတ်နေရေးအတွက်အဖက်ဖက်ကပူပင်ကြောင်းကြတောင်းတနေရပြီဆိုရင်ဒါရိက္ခာမဖူလုံခဲ့လို့စားဖို့ပူရဝတ်ဖို့ပူရနေဖို့ပူရသွားဖို့လာဖို့ပူရအဖက်ဖက်ကပူပင်ကြောင်းကြနေရတာဒါနရိက္ခာတွေနည်းခဲ့လို့စာဝတ်နေရေးလူမှုရေးနိုင်ငံရေးဘယ်အရေးမှစိတ်မအေးရတာအဲ့ဒါနံပါတ်1ဒါနရိက္ခာမပြည့်စုံခဲ့ဘူးနောက်ရန်သူမျိုး5ပါးပေးမင်းပေးသခိုးပေးရေပေးမီးပေးအဲ့ဒီဘေးရန်အန္တရာယ်တွေလေတိုက်မှာကြောက်ရငလျင်လုံမှာကြောက်ရမင်းစိုးမင်းညစ်တွေနဲ့တွေ့မှာကြောက်ရလူစိုးလူညစ်တွေနဲ့တွေ့ရအဲ့ဒါပါလေသီလရိက္ခာမဖူလုံခဲ့လို့ကံတူအကျိုးပေးတယ်ငါတို့ဒါကြောင့်ဦးဇင်းကဘုရားရှင်ရဲ့သားတော်တစ်ပါးအနေနဲ့သူတော်ကောင်းတို့ရဲ့ဘဝကိုအချိန်မီအသိပေးရအောင်ကြိုးစားခြင်းဖြစ်ပါတယ်ဘဝတစ်ခုကိုတည်ဆောက်တဲ့နေရာမှာနီးမှန်လမ်းမှန်မတည်ဆောက်နိုင်ရင်လက်ငင်းအကျိုးစီးပွားတွေလည်းပျက်စီးမယ်တန်တရားရိက္ခာလည်းပျောက်ဆုံးမယ်ဒီဘဝခိုးစားနေတဲ့ပုဂ္ဂိုလ်တွေနောင်တန်တရားတောင်းစားလို့တောင်ရမှာမဟုတ်တော့ဘူးဒီဘဝတတ်စားနေတဲ့ပုဂ္ဂိုလ်တွေဖြစ်ရဘဝမှာကိုယ်အစာအလုခံရတဲ့ဘဝကိုယ်ခန္ဓာတတ်စားခံရတဲ့ဘဝခန္ဓာနဲ့ပြန်ပြီးကျွေးဆပ်ရလိမ့်မယ်ကိုယ်လက်ထဲရောက်ပြီးသားအစာသူများဘာလို့လူသွားသလဲအေးဒီဘဝပြုခဲ့တဲ့အကြောင်းကံတွေပဲကိုရှိတဲ့စည်းစိမ်ဘာလို့အလိန်ခံလိုက်ရတာလဲအေးကိုပြုခဲ့တဲ့မုသာဝါဒအကြောင်းကံတွေပဲယောဂီတို့ဗုဒ္ဓတရားတော်တွေဟာတဘာဝနိယာမအမှန်တရားတွေဖြစ်တဲ့အတွက်တရားတော်မှာစင်ကြယ်မရှိဘူးချွင်းချက်ဆိုတာမရှိဘူးသေချာမှတ်ထားပါတရားသည်တတိတံပကံဇနေတိဆိုတဲ့ဂုံပုတ်ကြီးနဲ့လာတဲ့ဓမ္မနိယာမတူသောအကျိုးကိုပေးတယ်တူသောအကျိုးကိုပေးတယ်သူတစ်ပါးပေါ်မကောင်းကြံခဲ့ဘူးရင်ကိုယ်ပေါ်လဲထာဝစဉ်မကောင်းကြံသူတွေနဲ့ပဲတွေ့နေရမှာပေါ့ဒါကြောင့်ပရုပဂါတိသူတစ်ပါးအသက်မတတ်နဲ့သူတစ်ပါးကိုစိတ်ပင်ပန်းဆင်းရဲအောင်ဝိဟိထယံတော့မလုံမိစေနဲ့မြတ်စွာဘုရားပေးတဲ့လမ်းစဉ်ပဲမကောင်းမှုတွေမလုပ်ကြနဲ့မကောင်းမှုဟာမကောင်းကျိုးကိုသာရလိမ့်မယ်ကောင်းမှုတွေကိုပြည့်စုံအောင်လုပ်ကြကောင်းမှုအရင်မခံဘဲနဲ့ကောင်းကျိုးချမ်းသာမင်္ဂလာဆိုတာဘယ်တော့အခါမှမရနိုင်ဘူးစိတ်ကိုဖြူစင်အောင်ထားကြ
ကိုယ်စိတ်စင်ကြယ်ရင်စင်ကြယ်သလောက်အေးချမ်းတယ်စိတ်နောက်ကျွရင်နောက်ကျွသလောက်ပူလောင်နေဆင်းရဲတယ်နောက်လောကဓာတ်ကိုသိခံကြတယ်တို့မှမမြင်နိုင်တဲ့အတိတ်ကအကျိုးပေးတွေကများစွာရှိတယ်ကုသိုလ်တွေလည်းရှိသလိုအကုသိုလ်တွေလည်းရှိတယ်အကျိုးပေးတွေဟာအချိန်နဲ့အမျှမနာမရဒလဇတ်ပေးနေတော့အစဉ်ပြေခြင်းရှိတယ်မပြေခြင်းရှိတယ်ตายာခြင်းရှိတယ်မตายာခြင်းရှိတယ်လာဘောအလာဘောယာသောအယာသောနိနာပတန္တာဒုက္ခံဒုက္ခံဆိုတဲ့လောကရန်နေဘာပဲကြုံကိုခွန်အားဗလဖြစ်တဲ့သီလသမာဓိပညာမပြည့်စုံနဲ့သီလသမာဓိပညာအင်အားရှိတဲ့လူကလောကရန်ကိုအလွယ်တကူအန်တုပြီးတော့ကျော်လွှားသားနိုင်တယ်သီလသမာဓိပညာအားနည်းရင်လောကရန်ရဲ့အထုအထောင်းမှာအလူအလဲခံလိုက်ရတတ်တယ်ဒါလေးမှတ်ထားပါဘဝရဲ့ခွန်အားဆိုတာသီလသမာဓိပညာရိက္ခာဆိုတာဒါနသီလဘာဝနာပဲအဲ့တော့သီလရိက္ခာနည်းနေယုံညံ့တဲ့အကျိုးပေးတွေလာနေမှာပဲဘယ်လိုအကျိုးပေးမျိုးလာကိုလမ်းစဉ်အပြောက်မခံနဲ့ကိုခွန်အားအပြက်မခံနဲ့ယောဂီတို့သူတော်ကောင်းတို့အတွက်ဒီဘဝဟာအကောင်းဆုံးဘဝကိုပြင်ဆင်နိုင်တဲ့ထူးခြားတဲ့ဘဝကြီးကိုရထားတာလို့မှတ်ပါနိမန်လမ်းမှန်နေအလွယ်တကူရနေတဲ့အချိန်မှာလူဖြစ်နေတာဒီထက်ကောင်းတဲ့အချိန်မရှိဘူးဒီထက်ကောင်းတဲ့ဘဝမရှိဘူးလောကီကာမဂုဏ်တွေနဲ့ဘဝကိုမတိုင်းလိုက်နဲ့မရှင်လိုက်နဲ့ကာမဂုဏ်ဆိုတာအနှစ်သာရမဟုတ်ဘူးသူတို့သတ်မှတ်ထားတဲ့ဂုဏ်မရှိလို့ကိုယ်သီလသမာဓိပညာမပြည့်ရင်ဘာမှဆုတ်ယုတ်သွားစရာမရှိဘူးသူတို့သတ်မှတ်ထားတဲ့ဘွယ်ဒုဂုံဒုတွေမရှိလို့ကိုယ်သီလသမာဓိပညာမပြည့်ရင်ဘာမှယုတ်ယော့သွားစရာမရှိဘူးအဲ့ဒီလောကသားတွေသတ်မှတ်ထားတဲ့စံတုံးထဲမှာဘဝကိုနစ်မောမသွားကြစေနဲ့အကောင်းဆုံးအမွန်မြတ်ဆုံးအစင်ကြယ်ဆုံးတည်ဆောက်နိုင်အောင်သီလသမာဓိပညာခွန်အားတွေနဲ့မရပ်တည်လိုက်ကြစမ်းပါအဲ့ဒါဘဝရဲ့အနှစ်သာရဘဝရဲ့အရာသာဘဝရဲ့တန်ဖိုးသိသူမှတန်ဖိုးရှိတယ်ကျေးဇူးသိမှကျေးဇူးရှိတယ်အနှစ်ရှိတဲ့ဘဝနဲ့အနှစ်မရှိတဲ့အရာတွေမလဲလိုက်နဲ့တကယ်တော့ဒုဒကာဓမ္မတွေဒီဘဝဟာတဲ့ပြောရင်ကျွတ်တန်းဝင်မဲ့ဘဝနိဗ္ဗာန်ရမဲ့ဘဝပါရမီပြည့်နေပြီးသားပုဂ္ဂိုလ်တွေကိုအကြောင်းကိုသိပါအလွဲသုံးစားအချိန်မကုန်စေနဲ့။ဒါရဲ့သမီးရဲ့စီဝါရေးကြီးဦးစားပေးပြီးမနေကြနဲ့။ကိုဘဝရဲ့အရင်အနည်းတွေကိုခိုင်မာအောင်လုပ်တန်တရားရဲ့ရိက္ခာတွေကိုပြည့်စုံအောင်ဖြည့်ဒါနသီလဘာဝနာတွေပြည့်သွားရင်နောက်ဆုံးနိဗ္ဗာန်ဆိုတဲ့ပန်းတိုင်ကိုအလွယ်တကူလှမ်းဝင်သွားမှာပဲနိဗ္ဗာန်ဆိုတဲ့တကွန်ကြီးကိုအလွယ်တကူစုခုနိုင်မှာပဲရိက္ခာရှိတယ်အင်အားရှိတယ်ပန်းတိုင်ရောက်မှာပေါ့ရိက္ခာမရှိအင်အားမရှိပန်းတိုင်နဲ့အလံဝေးနေအောင်မှာပေါ့တို့ဘဝရဲ့အနှစ်သာရဟာဘာလဲပန်းတိုင်ပါလေမှန်ကန်စွာရွေးချယ်တတ်ပါစေတတိလည်းမလွတ်ပါစေနဲ့